ကျွန်တော်တို့ပန်းလှဆင်ဆရာများကျွန်တော်တို့ပန်းလှဆင်ဆရာများဒီကအလဲကောင်ပလင်တစ်ခုပဲထားပြီးတော့ကျန်တာတွေကိုအောက်ကိုချမှာဖြစ်တဲ့အတွက်တစ်ချက်လောက်ကူညီပေးပါအောင်ခင်ဗျကျွန်တော်တို့နိုင်မှရင်ခိုင်းပြီးကိုမှဆိုလိုပါရနောက်တိုင်းချလိုက်မယ်တော့လူငယ်အင်အားလိုရင်ခေါ်ပေးမယ်ခင်ဗျနောက်ဘက်ကလူငယ်9ယောက်လောက်လူငယ်19ယောက်လောက်လာကြအောင်လူငယ်လေးတွေဟုတ်တယ်ပလင်တစ်ခုပဲထားမှာလို့ခိုင်လိုက်ဟိုတန်ဃာရကြွလာပြီလို့收住耶，收住。会挂。当然让娘有孝顺。ချင်းမဖြစ်သေးဘူးမင်းတို့။ကိုင်းလဲကြည့်ဖြစ်ဖြစ်အောင်မင်းတို့တောင်းမအောင်မ။အကုန်လုံးလိုက်စို့ညီညာပြလေးလိုက်စို့မယံပန်းတွေတဏ္ဍာရဘုဒ္ဓဒုက္ခတောမောဒနာထာယပပိဒံယာသာမိဒုတိယံပိတတိယံပိယံပန်းတွေတဏ္ဍာရဘုဒ္ဓဒုက္ခတောမောဒနာထာယပပိဒံယာသာမိဗန္တိအရှင်ဖယားတန္တာရဘုရားဒုက္ခတောတန္တာရဝုချင်းရဲ့အပေါင်းမှမောဒနာထာယဖွင့်ရပါရခြင်းအကျိုးငါပပိဇံသင်္သာမဏေဖြစ်ကိုယာသာမိတောင်းပါမှာဤဒုတိယံပိနှစ်ကြိမ်မြောက်လဲတတိယံပိသုံးကြိမ်မြောက်လဲဗန္တိအရှင်ဖယားတန္တာရဘုဒ္ဓဒုက္ခတောတန္တာရဝုချင်းရဲ့အပေါင်းမှမောဒနာထာယထွတ်မြောက်ပါရခြင်းအကျိုးငါပပိဇံရှင်သာမဏေဖြစ်ကိုယာသာမိတောင်းပန်ပါ၏အေးနောက်တော့မင်းတို့ရှင်ပြအောင်ထေဘတိလာတောင်းကြစို့လိုက်စို့အဟံဗန္တိတိတရဏေနသဟဒတ္တသမရေရပပိဇတိလံဓမ္မယာသာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိဒုတိယံပိတတိယံပိအံဗန္တိတိတရဏေနသဟဒတ္တသမနေရပပိသတိလံဓမ္မယာသာမိအနုဂံကတဝါသီလံဒေထ
မေပန်းဒီ မေပန်းဒီ ကိုင်းဆေပါတီလာယူကြစို့အဟံပန်းဒီ အံပန်းဒီ တိတရဏေန တိတရဏေန သဟ တဟ ဓတ္တ နတ သာမဏေရ သဝရေန ပပိစတိလံ တတရတိ ဓမ္မယာသာမိ ဓမ္မယာသာမိ အနုကံကတ္တဝါ လောကတတဝါ သီလံတေထ သီလနေတ မေပန်းဒီ မေပန်းဒီ ဒုတိယံပိ ဒုတိယမိ တတိယံပိ တတိယ အ မိ ဟံပန်းဒီ အံပန်းဒီ တိတရဏေန တိတရဏေန သဟ တဟ ဓတ္တ နတ သာမဏေရ သဝရေန ပပိစတိလံ သပိသတိလ ဓမ္မယာသာမိ ဓမ္မယာသာမိ အနုကဟံကတ္တဝါ လောကတတဝါ သီလံတေထ သီလနေတ မေပန်းဒီ မေပန်းဒီ ယမဟံဝဒာမိတံဝရေထ အာမဗန်းဒီ ကမ္မပရိပယာယေရှင်ဗျာ တစ်ခေါက်ဆိုရင်တော့ငါဆိုရမှာနော်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ နမောတတဘဂဝတောအာရဟတောဓမ္မသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအာရဟတောဓမ္မသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအာရဟတောဓမ္မသမ္ဗုဒ္ဓတ္တ ဘုန်းကြီးတို့ကြည့်ဆိုတော့ဘုန်းကြီးကဗဇာပေးလို့ရှိရင်တော့ပေးရကြလားအကုန်လုံးဗုဒ္ဓံ ဓမ္မ ဗဇာပေးဗုဒ္ဓံ ဗုဒ္ဓံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာမိ ဓမ္မံ ဓမ္မံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာမိ သံဃံ တံဃံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာမိ ဒုတိယံပိ ဒုတိယံပိ ဗုဒ္ဓံ ဗုဒ္ဓံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာမိ ဒုတိယံပိ ဒုတိယံပိ ဓမ္မံ ဓမ္မံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာ ဒု မိ တိယံပိ ဒုတိယံပိ သံဃံ တံဃံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာမိ တတိယံပိ တတိယံပိ ဗုဒ္ဓံ ဗုဒ္ဓံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာ တ မိ တိယံပိ တတိယံပိ ဓမ္မံ ဓမ္မံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာမိ တတိယံပိ တတိယံပိ သံဃံ တံဃံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာမိ ရှာဆိုတော့မယ်ရှာဆိုတော့မယ်ခုတတ်တယ်နော်ဗုဒ္ဓံ ဗုဒ္ဓံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာမိ ဓမ္မံ ဓမ္မံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာမိ သံဃံ တံဃံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာမိ ဒုတိယံပိ ဒုတိယံပိ ဗုဒ္ဓံ ဗုဒ္ဓံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာမိ ဒုတိယံပိ ဒုတိယံပိ ဓမ္မံ ဓမ္မံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာမိ ဒုတိယံပိ ဒုတိယံပိ သံဃံ တံဃံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာမိ တတိယံပိ တတိယံပိ ဗုဒ္ဓံ ဗုဒ္ဓံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာ တ မိ တိယံပိ တတိယံ သံ ပိ ဃံ တံဃံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာမိ တတိယံပိ တတိယံပိ သံဃံ တံဃံ တရဏံ တရဏံ ဂစ္ဆာမိ ကိစ္ဆာမိ ဒီကကြပြေးပြေးဆိုတော့မှကြားလာဗုဒ္ဓံတရဏံဂစ္ဆာမိ ဗုဒ္ဓံတရဏံကိစ္ဆာမိ ဓမ္မံတရဏံဂစ္ဆာမိ ဓမ္မံတရဏံကိစ္ဆာမိ သံဃံတရဏံဂစ္ဆာမိ တံဃံတရဏံကိစ္ဆာမိ ဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိ ဒုတိယမိဗုဒ္ဓံတရဏံကိစ္ဆာမိ ဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိ ဒုတိယမိဓမ္မံတရဏံကိစ္ဆာမိ ဒုတိယံပိသံဃံတရဏံဂစ္ဆာမိ ဒုတိယမိတံဃံတရဏံကိစ္ဆာမိ တတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိ တတိယမိဗုဒ္ဓံတရဏံကိစ္ဆာ တ မိ တိယံပိဓမ္မံတရဏံဂစ္ဆာမိ တတိယမိဓမ္မံတရဏံကိစ္ဆာမိ တ
တတိယမိတံကံတရဏံကိသာမိ တတိယမိတံကံတရဏံဒုက္ခမိ တိတရဏဂမနံပရိပုံနာ မှန်ပါရှင်ဗျာ ပါဏာတိပါဒာ ပါဏာတိပါဒာ ဝေရမဏိ ဝေရမဏိ သိက္ခာပဒံ သိက္ခာပ သ ဒံ မာဓိယာမိ သမာရိယာမိ အဒိဏဒါနာ အဒိဏဒါနာ ဝေရမဏိ ဝေရမဏိ သိက္ခာပဒံ သိက္ခာပဒံ သမာဓိယာမိ သမာရိယာမိ အဗျမ္မ အဗျမ္မ တရိယာ သရိယာ ဝေရမဏိ ဝေရမဏိ သိက္ခာပဒံ သိက္ခာဝရံ သမာဓိယာမိ သမာရိယာမိ မုတာဝါဒာ ဘုဒ္ဓဝါဒံ ဝေရမဏိ ဝေရမဏိ သိက္ခာပဒံ သိက္ခာဝရံ သမာဓိယာမိ သမာရိယာမိ သုရာမေရယ ဥရာမေရာယ ယေဇ ယေသ သမာဒဌာနာ ပမာဒဌာနာ ဝေရမဏိ ဝေရမဏိ သိက္ခာပဒံ သိက္ခာပဒံ သမာဓိယာမိ သမာရိယာမိ ဝိကာလဘောဓနာ ဝိကာရဘောဇ ဝေရ နာ မဏိ ဝေရမဏိ သိက္ခာပဒံ သိက္ခာပဒံ သမာဓိယာမိ သမာရိယာမိ နိစ္စ ယစ္စ ဂီတ ယီရ ဝါဒိတ ဝါဒိက ဝိတုက ဟိတုရ ဒတနာ သတနာ ဝေရမဏိ ဝေရမဏိ သိက္ခာပဒံ သိက္ခာပဒံ သမာဓိယာမိ သမာရိယာမိ မာလာကန္ဓ သမာကရ ဝိလေပန သီလေပန ဒါရဏ အာရဏ မန္တန အာရဏ ဝိဘုဒ္ဓနာဌာနာ ဥဒရဏဒါနာ ဝေရမဏိ ဝေရမဏိ သိက္ခာပဒံ သိက္ခာဝဒံ သမာဓိယာမိ သမာရိယာမိ ပု္ပ္ပာတယနာ သုခာတရဏ မဟာတယနာ မဟာရေန ဝေရမဏိ ဝေရမဏိ သိက္ခာပဒံ သိက္ခာဝဒံ သမာဓိယာမိ သမာရိယာမိ ဓာတရူပ အာရဝုဒ ရဇတ နာတတ ပဋိက္ခဟာနာ တေယနာ ဝေရမဏိ ဝေရမဏိ သိက္ခာပဒံ သိက္ခာဝဒံ သမာဓိယာမိ သမာရိယာမိ ဣဒံမေတိလံ ရာမေတိလံ နိဗ္ဗာနတ နိဗ္ဗာနတ ပစ္စယော จิตเสယော ဟောတု ဟောတု တိတရဏေနတဟဓတ္တသမဏေရပပိဇသီလံဓမ္မံတာရုံကတဝါအပမဒေနသမာဓိတ အမေပါရှင်ဗျာ အေးမင်းတို့ဥပိ္ပဇာဆရာကိုဟောပြအောင်ဥပိ္ပဇာယော ဥပိ္ပဇာယော မေ မေ ဗန္တိ ဗန္တိ ဟောဟိ ဟောဤ ဒုတိယံပိ ဒုတိယမိ တတိယံပိ တတိယမိ ဥပိ္ပဇာယော ဥပိ္ပဇာယော မေ မေ ဗန္တိ ဗန္တိ ဟောဟိ ဟောဤ ဗန္တိ ဗန္တိ အရှင်ဖယား အရှင်ဘုရား တွန်း ဟော အရှင်ဖယားသည် အရှင်ဘုရားဒီ ဥပိ္ပဇာယော ဥပိ္ပဇာယော အပြည့်ကြီး ဒီဒီ အပြည့်ငယ်ကို အပြည့်ငယ်ကို မပြတ် မပြတ် ကြည့်ရှု ကြည်ယူ ၍သုံးမတတ်သော ဘုရားတ ဥ တော် ပိ္ပဇာယော ဥပိ္ပဇာ ဥ ယော ပိ္ပဇေဆရာသည် ဥပိ္ပဇာဆရာဒီ ဟောဟိ ဟောဤ ဖြစ်တော်မူပါဖေဟာ တေတော်မူပါဘုရား ဒုတိယံပိ ဒုတိယမိ နှစ်ကြိမ်မြောက်လဲ တိရိနာဝ တတိယံပိ တတိယမိ သုံးကြိမ်မြောက်လဲ သုံးကြိမ်မြောက် ဗန္တိ ဗန္တိ အရှင်ဖယား အရှင်ဘုရား တွန်း ဟော အရှင်ဖယားသည် အရှင်ဘုရားဒီ ဥပိ္ပဇာယော ဥပိ္ပဇာယော အပြည့်ကြီး အပြည့်ကြီး အပြည့်ငယ်ကို အပြည့်ငယ်ကို ကြည့်ရှု ကြည်ရှု ၍ မပြတ် မပြတ် သုံးမတတ်သော သုံးမတတ်သော ဥပိ္ပဇာယော ဥပိ္ပဇာယော ဥပိ္ပဇေဆရာသည် ဥပိ္ပဇာဒီ ဟောဟိ ဟောဤ ဖြစ်တော်မူပါဖေဟာ တော်မူပါဘုရား ပါတာဒိကေနတံပါတိထ အမှန်ပါရှင်ဗျာ ဒါမင်းတို့ဟုတ်မြောက်သွားကြတော့ဥချအကုန်လုံးဥချနောက်လန်ကြအောင်မယ်အိုးမင်းတို့နေရာဟုတ်မြောက်ကိုသွားကြဒီမှာဘုန်းကြီးလည်းမဆမ်းဘူး 别上不会断了。 ကြာတော့ ပရိယတိပရိပန္တိပရိဝေဇာ
ရိယတိသာသာကိုထိမ့်သိမ့်တော်မူကြဖယားသားတော်တန်ဃာတော်ရှင်သူမြတ်တို့ဗျာဖယားတပည့်တော်ခိတကျေလေးစိန်တော်ရွှေဆိုင်တော်ပေါ့ယောသေးသာရှိဦးဆိုတယောက်ချားပါဗျာ ဒီပုံမှာလေဒီပုံမှာလေဒီပုံမှာလေတပုတ်လောက်လိုက် ဘုရားတပည့်တော်တို့သည်လူပညာသဘာဝများဖြစ်သည့်အတွက်ဘုရားဟောတဲ့တရားတော်ဒီတနာနဲ့မကိုက်ကြည်လေလေပဲအရှင်မြတ်တို့ကနေပြီးတော့ခွင့်လို့သိခံပြီးအပြည့်ကြီးပြည့်နေတွေ့လေတော့ရှော့ပေါ်ပေးပါဗျာဘုရားတပည့်တော်တို့ဒီပဲလေပဲဒီလုပ်ငန်းဒီဘဝဝမ်းစာလောက်ရတာဒီဘုဖြောပြရတာဖြစ်သည့်အတွက်အပြည့်ရောက်ခဲ့သည်ရှိတော်မှာအပြည့်မကြီးပဲနဲ့အပြည့်ပြီးအောင်ဒီဘုချင်းဆိုတဲ့အကြောင်းတရားကိုသိခံခွင့်လို့တားတော်မူတော့ဗျာအဲ့ဒါကြောင့်ကျေးဇူးရှင်လူတိုင်းကပါများနဲ့ကြက်ရောက်လာကြတဲ့ပရိသတ်ပေါင်းဣဒကြလေးစိန်တော်ဆိုင်ကဝါအဆက်ဆက်ကပါရမီဖြည့်ပဲ့ပြီးဖြစ်တော့ကြောင်းဒီနေ့လူတကာလူမဲ့လူတော်မင်္ဂလာပွဲနေပဲ ခြေတော်ဥခန့် ဒီချိန်ဒီကာလမှာအလူရည်တဲ့မချခင်ဂီတဓမ္မတထာဏနဲ့ပြည့်စုံတော်တည်တဲ့ချင်းတွေအလူတကာအလူပါကိုဂုံပြူရင်းနဲ့ကြောမရသည်ဗျာ
လူတိုင်းကမှဒေါခင်ဝင်းခိုင်တို့ရဲ့ဆန္ဒအရအလူတိုင်းကကြီးဥယျာဉ်လွင်ရဲ့အနန္တကိုင်ဝင်ကျေးဇူးရှင်မိဘများဖြစ်ကြသောဖေဟာတကာကြီးဥပါလိုင်ဖေဟာဒိုင်ကမကြီးဒေါ်တမ်းမေအမကြီးဒေါ်ညိုတင်နဲ့တကွဖေဟာဒိုင်ကမဒေါခင်ဝင်းခိုင်ရဲ့အနန္တကျေးဇူးရှင်ဥတောင်းချိန်တို့ခမအခုသားတို့သမီးတို့ရဲ့ယဟန်ခံရှင်ပြုနာတာအလူပွဲတော်ကြီးမှာတရားတော်များနာယူနေရနှင့်သာဓုအနုဘောဒနာခေါ်ဆိုနိုင်ရန်အတွက်ကြားလျာအရာရောက်လျာဘုံဘဝမှနေ၍ရောက်ခဲ့ပါရာသားတို့သမီးတို့ရဲ့ကိုစားဖိတ်ကြားအပ်ပါတယ်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာနေတော်ရှင်ရွာတော်ရှင်ဝိုင်းဆောင်နာရွာဆောင်နာမင်းအပေါင်းတို့မှလည်း၎င်းပုဂ္ဂိုလ်အပေါင်းတို့အားတရားတော်များနာယူနေရနှင့်သာဓုအနုဘောဒနာခေါ်ဆိုနိုင်ရန်အတွက်အခွင့်ပြုပေးပါရာအလူဒါယကမိသားစုများရဲ့ကိုစားမေတ္တာရခံပန်ကြားအပ်ပါတယ်သာသနာငါထားခဲ့မမအောင်စေစောမကောင်းသူကောင်းသူတို့ကိုကြောင်းယူလို့ဆန်းစစ်ပါလို့ဖះမှာကြားခဲ့တဲ့ဘိုးတော်တရားမင်းကြီးခင်ဗျာကျွန်ုပ်ဖိတ်ကြားသောဖះတကာဖះမှာပေါင်းတို့သည်ဖះတရားတန်ခါယရဏမြတ်သုံးပါးတို့အားစိကကိုးကွယ်တဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်များလည်းဖြစ်သာသနာ၃ရပ်ကိုထမ်းဆောင်ကြကုန်သောတန်ခါတော်ရှင်သူမြတ်တို့အားဆွမ်းသင်္ကန်းကြောင့်စေပစ္စည်းလေးပါဥပဒကဥပတိကမှာများလည်းဖြစ်ကြတဲ့အတွက်အတင်တရားမင်းရဲ့လက်အောက်ကံဖြစ်သောဓာတရတဝိရုဒကဝိရုဘက်ကကုဝေဒဟုဆိုရသောသာသနာတော်ဆောင်နတ်မင်းကြီး၄ယောက်တို့အားတိုက်တွန်းပြောကြ၍အခုအလူပေးရာဌာနသို့အများဆုံးပို့လွတ်ပေးပါရာအလူဒါယကဥယျာဉ်လွင်အလူဒါယကမဒေါခင်ဝင်းကိုင်မိသားစုတို့ရဲ့ကိုစားအထူးပဲမေတ္တာရက်ခံပန်ကြားအပ်ပါတယ်ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးကိုကြီးညိုလေးစားကြပါကုန်သောဓမ္မမာမကသူတော်စင်အပေါင်းတို့ခမညာအလူဒါယကဥယျာဉ်လွင်အလူဒါယကမဒေါခင်ဝင်းကိုင်တာအလူဒါယကဥဇော်ရဲအောင်သမီးအလူဒါယကမဒေါ်စုစုခိုင်မိသားစုတို့ရဲ့ယဟန်ခံရှင်ပြုနာတာအလူတော်ပွဲကြီးမှာတရားတော်များဟောနာကြီးညိုတော်မူဖြစ်ပါသောကြောင့်ဥစွာပထမအဂောဟမသမိန်လောကတတိထောဟမသမိန်လောကတစေထောဟမသမိန်လောကတလောကကြီး၃ပါး၌အမြတ်ဆုံးအတာလွန်ဆုံးအကြီးမှုဆုံးသောဘုရားရှင်ကိုယ်တော်မြတ်ကြီးအားနမောတတ၃ကြိမ်ဖြင့်ပူဇော်ကြောကြပါကုန်စို့ခမညာနမောအဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တတရားပိုင်ရှင်ဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးအားနမောတတ္တ၃ကြိမ်ဖြင့်ပူဇော်ကြောပြီးသည့်နောက်ဥဒ္ဓမံမြတ်လာစွာသောပဏိတံထူးမြတ်လာသောဘုရားတရားတန်ခါယရဏမြတ်၃ပါးတို့နှင့်တကွအင်္ဂါ၅ပါးနှင့်ပြည့်စုံတော်မူသောနေဇဂရုဓမ္မသီလတော်မြတ်တို့ကိုခံယူဆောက်တည်နေရန်အတွက်လောကတလူအပေါင်းတို့၏အနုတ္တရအတုမရှိမြင့်မြတ်သောပုံညက်ခိတံကောင်းမှုမျိုးတို့စိုက်ပျိုးခင်းသာလေယာမြေကောင်းတပွဲဖြစ်တော်မူသောတမက်ကတန်ခါတော်ရှင်သူများတို့အားဩဃာတကတော်ကျိုးဖြင့်ညီညာဖြဖြပူဇော်ကြောကြပါကုန်စို့ခမညာဩဃာတဩဃာတဩဃာတကာယကဝစီကမနောကဒီဟုသောကံ၃ပါးတို့တွင်တဘာဝသောကံဖြင့်ပြမာမိတိရှိသောထိုပြစ်တို့မှကင်းလွတ်ပြောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယရဏတရားယရဏတန်ခါယရဏယရဏမြတ်သုံးပါးပေါင်းကိုဘုရားတပည့်တော်အယူအသေးအလေးအမြတ်လက်စုံမူ၍ခြီခိုးပူဇော်ဖူးမြော်မလျှော့ကြောပါဤရှင်ဘုရားဆင်းရဲကိုပယ်ဖြောက်တတ်
ချမ်းသာကိုဆောင်စေတတ်သည်ဖြစ်၍မြတ်လာစွာသောဖရာအမြတ်ဆုံးယရဏတရားအမြတ်ဆုံးယရဏတန်ခါအမြတ်ဆုံးယရဏဟုစွာသောယရဏမြတ်သုံးပါတို့အားတရာချင်းညိုယိုသေးမြတ်နိုးလက်စုံမိုး၍ရှိခိုးပူဇော်ဖူးမြောမှန်လျှော့ကရောကြရသောပုဇုဝန္တပနာမကုသိုလ်ကံစေရနာအဖျားဖျားတို့ကြောင့်၎င်းမိမိတို့၏ယင်းနှင့်တိချာသာယရဏရှားခြားသောယင်းနှင့်တိချာသာယရဏအမျိုးကောင်းသားကလေးတို့အားရှိပါပရိခယဆုံးလင်းစွာဖြင့်သာသနာပေါင်းရောက်သာမဏေပေါင်းရောက်သွသွင်းရှိမြောက်ကြရသောသာသနာနုခဓမ္မနုခကုသိုလ်ကံစေရနာအဖျားဖျားတို့ကြောင့်၎င်းသာသနာနုခဓမ္မနုခကုသိုလ်ပွဲကြီးကိုအကြောင်းပြု၍ဖျားမှုကြည်သောတန်ဃာတော်ရှင်သူများတို့အားမွန်မြတ်စွာသောဆုံးကဝဲဘောဇဉ်ရတာဖျားဖျားနှင့်တကဝလူပွဲဝတ္ထုပစ္စည်းစုတို့ကိုလှူဒန်းကိုရောပူဇော်ကြရသောဒါနကုသိုလ်ကံစေရနာအဖျားဖျားတို့ကြောင့်၎င်းတရဏဂုံသုံးပါးနှင့်တကဝ၅ပါးသောသီလတော်မြတ်တို့ကိုကျင့်သုံးခံယူဆောက်တည်ကြရသောသီလကုသိုလ်ကံစေရနာအဖျားဖျားတို့ကြောင့်၎င်းမြတ်စွာဘုရားရှင်သည်ဟောကြားတော်မူသောတရားဒေသနာတော်တို့ကိုတပံပြန်ဟောကြားသည့်တရားဟောဆရာတော်ဓမ္မတလုံးဖြစ်စေတပါးတာဖြစ်စေတကားတာဖြစ်စေတရားကြည်ဖြူနာယူမသာကြရသောဓမ္မတဝနာကုသိုလ်ကံစေရနာအဖျားဖျားတို့ကြောင့်၎င်းယံတကာယံအမရှင်တကာရှင်မအကြောင်းတကာအကြောင်းမှအလူချင်းကုသိုလ်ရှင်မိသားစုများနှင့်တကွအာလုံးသောတရားနာပိသပေါင်းသူတော်ကောင်းတို့သည်အသက်ရှိခြင်းအစဉ်လာခြင်းချမ်းသာကြည်ခြင်းခွန်အားကြည်ခြင်းဉာဏ်ပညာကြည်ခြင်းဘုံတကုတေဇောအာနုဘောကြည်ခြင်းမရသေးသောယာထုဂုံသိမ့်စည်းစိမ်ဩဇာယရဏတို့ကိုလွယ်ကူစွာရရှိခြင်းရရှိပြီးသောယာထုဂုံသိမ့်စည်းစိမ်ဩဇာယရဏတို့သည်အကျယခေအမြဲတည်ခြင်းဟုဆိုသောကောင်းကျိုးချမ်းသာမင်္ဂလာတို့သည်တနေ့တခြားတည်းရေလာကဲ့သို့တိုးပွားကြကုန်သည်ဖြစ်၍များပြားကြကုန်သည်ဖြစ်၍မဲ့ဉဏ်ဖို့ဉဏ်မဲ့တရားဖို့တရားနိဗ္ဗာန်တရားများကိုရလွယ်ရောက်လွယ်သိလွယ်မျက်မှောက်ပြုလွယ်နိုင်ကြကုန်သည်ဖြစ်စေ။ဩတော်မူတတ်တန်ဖြစ်ရပါလို့ဤရှင်မြတ်ဖျားညီညီလေးဆိုလိုက်အဟံပန္တိ ။အမန္တိတေတရဏိနာတတင်္ဇတိလံသမယာသာမိလောကံကတဝါဣလန္တိထမေဗန္တိဒုတိယံပိဟံဗန္တိတေတရဏိနာတတင်္ဇတိလံသမယာသာမိလောကံကတဝါဣလန္တိထမေဗန္တိတတိယံပိဟံဗန္တိတေတရဏိနာတတင်္ဇတိလံသမယာသာမိနောကံကတဝါသီလန္တိထမေဗန္တိယမဟံဝရမိတံဝန္တိထအာမဝန္ဒီပါရှင်မြတ်ဖျားနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓသာ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 ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံဘိဗုဒ္ဓံတရဏံကိသာမိဒုတိယံဘိဓမ္မံတရဏံကိသာမိဒုတိယံဘိသံဃံတရဏံကိသာမိဒုတိယံဘိဗုဒ္ဓံတရဏံကိသာမိဒုတိယံဘိဓမ္မံတရဏံကိသာမိဒုတိယံဘိသံဃံတရဏံကိသာမိတတိယံဘိဗုဒ္ဓံတရဏံကိသာမိတတိယံဘိဓမ္မံတရဏံကိသာမိတတိယံဘိသံဃံတရဏံကိသာမိတတိယံဘိဗုဒ္ဓံတရဏံကိသာမိတတိယံဘိဓမ္မံတရဏံကိသာမိတ
တတိယမိတံဃံတရဏကိစ္ဆာမိ ဣတရဏကမ္မနံပရိပုံဏံ ကာမဗန္ဒီဝါရှင်မြတ်ဖျား ဘာနာတိဘာတာဝေရမဏိတိခာပရံသမာရိယာမိ ဘာနာတိဘာတာဝေရမဏိတိခာပရံသမာရိယာမိ အာဒိဏဒါနာဝေရမဏိတိခာပရံသမာရိယာမိ အဒိနာဒါနာဝေရမဏိတိခာပရံသမာရိယာမိ ကာမေတုမိစ္ဆာစာရာဝေရမဏိတိခာပရံသမာရိယာမိ ကာမေတုမေစ္ဆာစာရာဝေရမဏိတိခာပရံသမာရိယာမိ မုသာဝါရာဝေရမဏိတိခာပရံသမာရိယာမိ ဘုဒ္ဓဝါဒဝေရမဏိတိခာပရံသမာရိယာမိ သူရာမေရယမေဇပမဒဌာနာဝေရမဏိတိခာပရံသမာရိယာမိ သုရာမေရယမေဇဗမဒဌာနာဝေရမဏိတိခာပရံသမာရိယာမိ ကိုယ်စိတ်နှဖျာ ကိုယ်စိတ်နှပြ ဘေးရန်ကွာ သေယံကွာ ချမ်းသာကြပါစေ ချမ်းသာကြပါစေ မေတ္တာနှလုံး မေတ္တာနှလုံး ကိုယ်စီသော ကိုယ်စီသော ရွှင်ပြုံးကြပါစေ ရှင်ပြုံးကြပါစေ မေတ္တာရေစံ မေတ္တာရေချမ်း ကိုယ်စီဖြံ ကိုယ်စီပြ အေးချမ်းကြပါစေ အေးချမ်းကြပါစေ ဒုမေတ္တာစွမ်း ဒုမေတ္တာစွမ်း ကဘာလွှမ်း ဘာလွမ်း ငြိမ်းချမ်းကြပါစေ အေးချမ်းကြပါစေ ဣဒံမေပုံညံ သံမေပုံညာ အာတဝခယံ အတဝခယ ဝဟံဟောတု ဝါဟောတု ဣဒံမေတိလံ ဣဒံမေတိလံ နိဗ္ဗာနတ နိဗ္ဗာနတ ပစ္စယော သစ္စယ ဟောတု ဟောတု ဣတရဏေနတပြင်စာတိလံဓမ္မံတာဒုက္ခံကတဝအပမဒေနတံပါတိထာ အာမဗန္ဒီပါရှင်မြတ်ဖျား ကျော်တော်မူလာကုန်သောဆရာတော်တန်ဃာတော်အရှင်မြတ်တို့ဖျားယနေ့ကုသိုလ်ကောင်းမှုစီးပူးအားတို့ပြုလုပ်ကြကုန်သောကျောင်းတကာဖျားတကာယဟန်တကာသာသနာတကာအလူတကာအလူမမိသားစုများနှင့်တကဝအာလုံးသောတရားနာပြည်သက်ပေါင်းသူတော်ကောင်းများလူနာမြမတတ္တဝါတွေပါမကြမ်းကြမ်းမာကြစေဖို့ချမ်းသာကြစေဖို့အန္တရာယ်ကင်းဝေးကြစေဖို့နတ်မြမများကိုဖိတ်မှန်တကပြုသောအာနေအဖြင့်တမန္တာအစရကမေတ္တာတို့ပိယိတ်တော်ဘုရားကုံတရားကုံတန်ခါကုံယန္တုန်နိမိတ်တံသုံးခါရာဝါရုသဗ္ဗမင်္ဂလံသုံးခါရာတို့ဖြင့်ရွတ်ဖတ်ပွားများရှိမြင့်တော်မူပေးကြပါယံယုသေးစွာပန်ကြားလျှောက်ရအပ်ပါသည်ဖျားတမန္တာ သမန္တာဇဂဝါလေတုအတ္တရာကိသံတုဒေဝတာသာဓမ္မမုနိရာသတာသုဏံတုသကမောက္ခတာဓမ္မသဝနာကာလောအယံဗဒ္ဒန္တာဓမ္မသဝနာကာလောအယံဗဒ္ဒန္တာဓမ္မသဝနာကာလောအယံဗဒ္ဒန္တာနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယတ ानु ဘာဝတောယေခဏိဝဓတ္တိတိဘိန္ဒနံယမိသေဝ ानु ယောဇံတောရတ္တိတိဝမတ္တန္တိတောဒုက္ခံတောပတိတောဒောသပါပံကေတိနပတ္တတိဧဝမာတိကုဏုပေတံပရိဒံဓမ္မနာမဟေကရဏီယမတ္တကုတလေနယန္တတန္တပဒံအဘိသမေသတေကောဥဇောတသူဥဇောတသူဝါသောသတ္တမုရောအနာတိမာနိတန္တောတကောသသုပရောသအပကိဇောသတံလဟုကဟုတ်တိတန္တိတရိယောသနိဘဂောသအပကဘောကုလေသောနန္ဒုကေတောနာသဂௌတမာတရေကိဉ္စီယေနဝိညုပရေဥပဝတေယောဒုက္ခိနောဝခေမိနောဝန္တုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တယေကေတိဘာနာဗုဒ္ဓတိတတဝဓဝရဝနဝတေတာဒီခဝါယေဝမဟာန္တာမေဇိမာရတကအနုကဒုလဒိဋ္ဌဝါယေဝအဒိဋ္ဌယေဝဒုရေဝတန္တိအဝိဒုရေဘုဒ္ဓဝါသမ္မဝေဒီဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တနာဘရောပရဏိကိုဘေဌာနာတိမေယေတကတ္တစီနာကေစီပြာဒောတနာပရိကသေညနေညမေညတဒုက္ခမိတ်စီယမာတာယထာနိယဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံမေတဗ္ဗဗုဒေတုမာနတံဘာဝယေအပရိမာဏံမေတ္တေသသဗ္ဗလောကသမိမာနတံဘာဝယေအပရိမာဏံဩဒ္ဓအရောသတိရိယံသာအတံဘာရာအဝေရမတ္တပတ္တ
တိဋ္ဌံတရဏိသိဏောဝတယာနောယဝတတဝိဒမေတောဧတံတရေအဋိဋ္ဌိယဗြမမေတံဝိယာဒမိရမဟုဒိဋ္ဌိသာနုဘေကမ္မတိလဝတတနေနတမ္ပနောကာမေတုဝိနယကေရဏိဇာတောကမ္မတေယပုဏ္ဏရေတိဣတိပိသောဘဂဝါအရဟံသမ္မသမ္ဗုဒ္ဓောဝိဇ္ဇာသရဏတမ္ပနောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနဗုဒ္ဓောဘဂဝါသွက္ခတောဘဂဝါသာဓမ္မောတန္တေတိကောအကာလိကောဧဟိပတိကောဩပနေယိကောပစ္စတံဝေရိတဘောဝိညုဟိတုပ္ပတိပါဏောဘဂဝါတောသဝကတံကောဥထုပ္ပတိပါဏောဘဂဝါတောသဝကတံကောညာယပတိပါဏောဘဂဝါတောသဝကတံကောသာမိစိပတိပါဏောဘဂဝါတောသဝကတံကောယရိတံသတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလဧတဘဂဝါတောသဝကတံကောအာဟုနေယောပါဟုနေယောဒက္ခိနေယောဣဇလိကရဏီယောအနုတ္တရံပုညေခေတံလောကတဧဝံဗုဒ္ဓံတရံဒါနံဓမ္မံသံဃိသဘိက္ခဝောဘယံဝါသမိတတံဝါလောမဟံသောနာယေတတိယန္တောနိမေတ္တအဝမင်္ဂလင်္စယောသမနာဘောတကုဏတတတောပပကောဟောဒုဒုမိနာအကန္တံဗုဒ္ဓ ानु ဘာဝေနဝိနာသမင်တုယန္တောနိမိတ္တအဝမင်္ဂလင်္စယောသမနာဘောတကုဏတတတောပပကောဟောဒုဒုမိနာအကန္တံဓမ္မာနုဘာဝေနဝိနာသမင်တုယန္တောနိမိတ္တအဝမင်္ဂလင်္စယောသမနာဘောတကုဏတတတောပပကောဟောဒုဒုမိနာအကန္တံသံဃာနုဘာဝေနဝိနာသမင်တုဘဝတုတဗ္ဗမင်္ဂလာရက္ခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာတုခိဘဝံတုတေဘဝတုတဗ္ဗမင်္ဂလာရက္ခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မာနုဘာဝေနတရာတုခိဘဝံတုတေဘဝတုတဗ္ဗမင်္ဂလာရက္ခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာနုဘာဝေနတရာတုခိဘဝံတုတေသာဓုသာဓုသာဓုဆက်ဆရာအတန်နည်းနည်းလေးတင်ပေးပါအောင်ဆက်ဆရာအတန်ချက်ဆက်ဆရာအတန်လေးနည်းနည်းတင်ရရင်တင်လိုက်ပါ1385ခုနှစ်တဘိုရဲလာဇန်32ရက်အနန္တောအနန္တ5ပါးနဲ့မိဘများဖြစ်ကြတယ်မန္တလေးတိုင်းဒေသကြီးတာစီမြို့နယ်ဟင်းခွဲအိုင်ကျေးရွာနေဥပလိုင်းဒေါ်တမ်းမေအမကြီးဒေါ်ညိုတင်နဲ့ပျော်ပွဲမြို့နယ်မြောင်းကွကျေးရွာနေဦးတောင်းချိန်ဒေါ်လီဦးအောင်မြင့်ဒေါ်မြင့်မြင့်အေတို့ကိုရည်စုအမှုထား၍ဖျားသိမ်ကျောင်းရန်တာရိုက်ကကြီးဦးရဲလွင်ဖျားသိမ်ကျောင်းရန်တာကြီးကမာကြီးဒေါ်ခင်ဝင်းခိုင်သာသမီများဖြစ်ကြတဲ့အလှတကာကိုရဲစောအလှတော်ကြီးကမဆုစုခိုင်သမီးမဟန်နီဆိုမခင်ထဆိုမမေမြတ်နိုးမလွင်မေဦးမြေမောင်စွမ်းထက်ဆိုမအိမ်ချစ်စောမေအိမ်စပင်ရောင်းဝယ်ရေးမိသားစုတို့ဤယဟန်ကံရှင်ပြုနာသာအလှတော်မင်္ဂလာအခမ်းအနားသဘင်၌ဟောကြားအပ်သောအာတတိတဒါနဝတ္ထုတရားတော်အလုံးပြောကြည့်ဗာတရားအဂလိကဒါနဝတ္ထုတရားတော်ပါအတရိတဒါနမတူတဲ့အလှပေါ့မာဗျဗါတဲ့တော့မတူတဲ့အလှပါဗျမတူတဲ့အလှပါပဲရှားရှားလူတွေနဲ့မတူဘဲနဲ့တမူထူးခြားပြီးတော့လှူတဲ့အလှပေါ့မာဗျအဲ့ဒီမှာဝမ်းသာစရာကောင်းတာကဘုန်းကြီးများတို့ဒီရောက်မှသိရတယ်ဗိမာန်တော်ကြီးတွေနဲ့ပူဇော်ထားတိမ်ကျောင်းတော်ကြီးတွေနဲ့ပူဇော်ထားဘုရားမြတ်စွာပူဇော်ထားဘုရားတက္ကကျောင်းတက္ကရဟန်းတက္ကရှင်တက္ကတမိုင်းအဲ့တော့ဘုန်းကြီးများတို့အလွယ်မတန်ဝမ်းသာမိပါတယ်ကြည်နူးမိပါတယ်ဒီလောက်ကြီးသာသနာတော်မြတ်ကြီးကိုရှိမြောက်ထောက်ပံ့ပူဇော်ပြီးတော့နေကြတာဟာအလွယ်မတန်ဝမ်းသာဖို့ကောင်းပါတယ်ကြည်နူးဖို့ကောင်းပါတယ်မနေ့ရက်ကလည်းပဲဆင်းနေနဲ့မြင်းနေနဲ့ဆိုတာဆင်းရင်ဘယ်နဲ့စီးတော့20နဲ့20အိုးအများကြီးပဲ
စင်နေလဲ20မြင်းနေလဲမြောင်များစွာပေါ့နော်အဲ့ဒါကြောင့်မို့လို့စင်ရတနာမြင်းရတနာတွေနဲ့အထူးတလဲကြီးကြီးကျယ်ကျယ်ပူဇော်တော်မို့လို့ဘုန်းကြီးတို့ကဗုဒ္ဓဒေသနာတော်ခောရကနိကေဓမ္မပဒထာကရလောကဝက်မှာလာတဲ့အာတရိတဒါနဝတ္ထုဆိုတာအဲ့ဒီတရားဒေသနာတော်နဲ့ဘုန်းကြီးကဒီလူပွဲလူတကာကြီးဥရဲလွင်လူလူမာကြီးတော်ခင်ဝင်းခိုင်တို့မိသားစုတို့ကိုဘုန်းကြီးကဓမ္မဒါနဓမ္မလက်ဆောင်ပြုပေးသွားမှာပါမှန်ပါဗျာသာသနံပုညဝန္တတပုညဝန္တဝလပရေနဗ္ဗပုညကရဟစီပကနိတုမဝိတယပုညဝန္တတဣတရိယာသတိယပြဘုံ6ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၏သာသနံအံဖွယ်ရှိဘုရားသာသနာတော်မြတ်ကြီးကိုအံဖွယ်ရှိပါတဲ့ဘယ်နှပါတော့7ပါးပါဗျာအံဖွယ်ရှိပါတဲ့ဘုရားမြတ်စွာသာသနာတော်ကြီးဟာအံဖွယ်ရှိပါရှိသာသနာအံဖွယ်ရှိဘုရားသာသနာတော်မြတ်ကြီးကိုပုညဝန္တဝါရှိချေဘဝတန်တရားကဘုံစကံထူးရှိခဲ့ဘူးတော်သူတို့သည်တာလျင်ဘုံစကံထူးတွေပါမလာခဲ့ဘူးလားပန်ခဲ့ပါဗျာအိုးဗိမာန်တော်ကြီးတွေကြီးလိုက်တာတာယာစရာကောင်းလိုက်တာကြည်နူးစရာကောင်းလိုက်တာနတ်ပြည်ကဘုံဗိမာန်သမျှပဲပူဇော်ထားပေးတာတိတ်ဘဝတန်တရားကဒါနာမျိုးစေ့တွေအောင်ခဲ့ကြတယ်ပါလာခဲ့ကြတယ်မျိုးစေ့တွေအောင်ခဲ့ကြတယ်သာသနာအံဖွယ်ခြင်းပြသာသနာတော်မြတ်ကြီးကိုပုညဝန္တဝါရှိချေဘဝတန်တရားကဘုံစကံထူးရှိခဲ့ဘူးသောသူတို့သည်သာလျင်ပဂဏိတုံပြစ္ဆရာဓမ္မနဝလုံးလောက်ရှိမြောက်ထောက်ပံ့ခြင်းကိုလဘရေလဗ္ဗန္တိကောင်းစွာပိုင်ပိုင်ရနိုင်ပါပေကုန်၏ခန္ဓာထေဇဝါသောအိမ်ရှိမှမတ္တကနာကြီးထိုးပြီးတော့ပူဇော်ခွင့်နေမရဘူးလားရရှိပါဗျာဘုံစကံထူးတွေပါလာခဲ့တဲ့ဘုံချင်းကံချင်းမိသားစုတွေပေါ့နော်မှန်ပါဗျာတိတ်ဝမ်းသာဖို့ကောင်းလိုက်တာကြက်တည်းရှိလိုက်တာအိမ်ကြီးအိမ်ရှိမှမတ္တတဲမှာဖရာပူဇော်ထားတန်ခါကြီးပူဇော်ထားတရားနာနေတဲ့တရားတွေနဲ့ပူဇော်ထားကျက်တဲ့မင်္ဂလာရှိလိုက်တာတာယာလိုက်တာကြည်နူးစရာကောင်းလိုက်တာပုညဝန္တဝါရှိချေဘဝတန်တရားကဘုံစကံထူးရှိခဲ့ဘူးသောသူတို့သည်တာလျင်ပဂဏိတုံပြစ္ဆယဓမ္မနဝလုံးလောက်ရှိမြောက်ထောပန်းခွင့်ကိုလဗ္ဗတေလဗ္ဗန္တိကောင်းစွာပိုင်ပိုင်ရနိုင်ကုန်၏ကျောင်းတိုက်ထဲမှာတိန်နေလဲပဲပူဇော်ထားတယ်ဗိမာန်ကြီးတွေနဲ့လည်းပူဇော်ထားတယ်ဖျားစီရီတွေနဲ့လည်းပူဇော်ထားတယ်ပြစ္ဆယနုက္ခပေါ့စွမ်းသင်္ကန်းကျောင်းစီတွေနဲ့ပူဇော်တယ်ရှင်ပြုတယ်ယဟန်ခံတယ်ဆိုတာကတော့ဓမ္မနဲ့ပူဇော်တယ်ဓမ္မနဲ့ရှင်းမြောက်တယ်ပုညဝန္တဝါရှိချေဘဝတန်တရားကဘုံစကံထူးရှိခဲ့ဘူးသောသူတို့သည်တာလျံပဂဏိတုံပြစ္ဆယဓမ္မနဝလုံးလောက်ရှိမြောက်ထောပံခွင့်ကိုလဗ္ဗတေလဗ္ဗန္တိကောင်းစွာပိုင်ပိုင်ရနိုင်ကုန်၏ဘုံထူးကံထူးတွေပါလာခဲ့လို့မလို့ဒီနေ့လို့အထူးတလဲကြီးကြီးကျယ်ကျယ်ပူဇော်ခွင့်နေရတာအံဖွယ်7ပါးနဲ့ပြည့်စုံတော်မူတဲ့မြတ်ဗုဒ္ဓရဲ့သာသနာတော်မြတ်ကြီးကိုဘုံထူးကံထူးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘုံချင်းကံချင်းအလှချင်းမိသားစုတွေဖြစ်တဲ့အတွက်ကြောင့်မလို့အထူးတလဲကြီးကြီးကျယ်ကျယ်ပူဇော်ခွင့်နေရတယ်တဲ့ဒီတော့ဘုံကံနေပါတဲ့ပုဂ္ဂိုလ်ကြဘယ်လိုလဲလို့ဆိုတော့ပုညဝန္တတဣသရိယသတိအပြဘုံ6ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၏သာသနံအံဖွယ်ရှိပြသာသနာတော်မြတ်ကြီးကိုအပပုညဘုံကံနွမ်းပါဂုံနွမ်းပါသောသူတို့သည်ပဂဏိတုံပြစ္ဆယဓမ္မနဝလုံးလောရှိမြောက်ထောပံခွင့်ကိုနလဘတိနလဗန္တိကောင်းစွာပိုင်ပိုင်မရနိုင်ကြကုန်ဘုံထူကံထူမပါလာခဲ့တဲ့ပုဂ္ဂိုလ်တွေကြတော့အခုလိုထူတလဲကြီးကြီးကျယ်ကျယ်တွေပူဇော်ခွင့်ရသလားမရပါဘူးဗျာစင်ရဏာတွေနဲ့ပူဇော်တယ်ရှင်လောင်းနေလေနော်ညင်ရဏာတွေနဲ့ပူဇော်တယ်ဗိမာန်ကြီးတွေဆောက်ပြီးတော့ပူဇော်တယ်မန္တကနာကြီးတွေနဲ့တန်ဃာတော်တွေကိုပူဇော်နေတယ်တရားနာတရားဟောနေတော့တရားကိုပူဇော်နေတယ်ဘုရားရှင်အပင်ပြီးတော့မန္တကြီးထဲမှာပူဇော်ပြီးတော့နေတယ်ဘုံကျင်ကံကျင်နေမို့လို့အတိတ်ဘဝတန်တရားကဘုံစကံထူးတွေမပါလာခဲ့တဲ့ပုဂ္ဂိုလ်တွေဘုံကံရှားပါဂုံနွမ်းပါခဲ့တဲ့ပုဂ္ဂိုလ်တွေကြတော့ဒါလိုအထူးတလဲကြီးကြီးကျယ်ကျယ်ကြီးတွေပူဇော်ခွင့်ရသလားမရပါဘူးဗျာမရဘူးဒါကိုပြောတာသိဝမ်းသာဖို့ကောင်းတယ်ဆိုတာသိကြည်နူးစရာကောင်းတာသိဝမ်းသာစရာကောင်းတာတ
တိတ်ကုသိုလ်တွေကောင်းကြတယ်ဒါနာမျိုးစေ့တွေအောင်ကြတယ်ကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာထဲထဲဝါဝါလူရန်ကော်ရောပူဇော်ခွင့်တွေရလွယ်မတန်ဝမ်းသာဖို့ကောင်းသာသနာပုံညာဝန္တာသပုံညာဝန္တာဝလက်ပတိနဗ္ဗပုံညာကရေစိပကနိတုမဝေတယပုံညာဝန္တာသာဧတရိယသာတယပြဘုံ6ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၏သာသနာအံဘွယ်ချက်ပြသာသနာတော်မြတ်ကြီးကိုပုံညာဝန္တာဝရှိစေဘဝတန်တရားကဘုံစကံထူရှိခဲ့ပူသောသူတို့သည်သာလျံဘဂနိတုံပြည့်စရာဓမ္မနဝလုံးတော်ရှိမြောက်သောဗံခွင်ကိုလပတိလပန္တိကောင်းစွာပိုင်ပိုင်ရနိုင်ပါပေကုန်၏ပုံညာဝန္တာသာဧတရိယသာတယပြဘုံကြောင့်ပါနေပြည့်စုံတော်မူသောဘုရားရှင်ကိုရောမြတ်ကြီးသာသနာအံဘွယ်ရှိပြသာသနာတော်မြတ်ကြီးကိုအဘပုံညာဘုံကံရှားပါဂုံနွမ်းပါသောသူတို့သည်ဘဂနိတုံပြည့်စရာဓမ္မနဝလုံးတော်ရှိမြောက်ထောပံခြင်းကဂရစီတဘဝတခါတဘဝတကဘာတယံတခါမြပဂဏိတုံပြည့်စရာဓမ္မနဝလုံးတော်ရှိမြောက်ထောပံခြင်းကိုနလဘတိနလဗန္တိကောင်းစွာပိုင်ပိုင်မရနိုင်လေကုန်တော့တတိသာဓုသာဓုသာဓုပါဗျာအခါတစ်ပါးဘုန်းကြီးတို့မြတ်စွာဘုရားဒေသစာကြီးကြွတော်မူတယ်ဒေသစာကြီးကြွတော်မူပြီးတော့ခါကြတော့တရားဝင်တရားတဲ့ဓမ္မတုတ္တခရီးစဉ်ပေါ့တရားဒေသနာတော်တွေဟောကြားပြီးတော့ဒေသစာကြီးကြွတော်မူပြီးတော့သာဝတိမြို့ဇေတဝန်ကျောင်းတော်ကိုမြတ်စွာဘုရားပြန်ကြွလာတာပြန်ကြွလာတဲ့အခါကျတော့မြတ်ဗုဒ္ဓနဲ့အတူတန်ခါ900ပါလာခဲ့တယ်တန်ခါဘယ်နှပါ900ပါဗျာတန်ခါ900မြတ်စွာဘုရားနဲ့အတူဇေတဝန်ကျောင်းတော်သို့ပါလာခဲ့တယ်မြတ်ဗုဒ္ဓဒေသကစားရေခရီးစဉ်ကြွတော်မူလာပြီပြန်ကြွတော်မူလာပြီနောက်ကလည်းတန်ခါ900ပါလာခဲ့တယ်ဗဒိနရီကောသလမင်းကြီးကနန်းတော်ကကြားတယ်အခါကြတော့ဘုရားမူကြီးတဲ့တန်ခါရှင်မြတ်တွေကိုဆွန့်ကပ်မယ်အလူပွဲကြီးကျင်းပမယ်အာဂန္တုကဒါနပြုလုပ်မယ်ဘာဒါနအာဂန္တုကဒါနအာဂန္တုကဒါနဆိုတာရောက်လာစတန်ခါတော်တွေကိုလှူဒန်းတာအာဂန္တုကဒါနအဲ့ဒါတန်ခါ900ဘုရားမူကြီးတဲ့တန်ခါ900ကိုပသေနေရီကောသလမင်းကြီးကပင်းပြီးတော့အထူးတလဲအဲ့ဒါကြီးကြီးကျယ်ကျယ်စီမံချက်ပြုတ်ပြီးတော့လူရန်ကောရောပူဇော်သမှုပြုတာအာဂန္တုကဒါနပြုတာပါဗျာမြို့သူမြို့သားတွေကိုလည်းဖိတ်ကြားလိုက်တယ်ငါရဲ့အလူပွဲကြီးကိုကြွားရောက်ကြပါကြီးချူကြပါမြို့သူမြို့သားတွေကိုလည်းဖိတ်တာဖိတ်ကြားပါဖိတ်ကြားလိုက်တဲ့ခါကျတော့မြို့သူမြို့သားတွေအိုးအလူပွဲကြီးသွားပြီးတော့ပသေနေတိကောသလမင်းကြီးတို့ရဲ့ဆွန့်ကပ်ပွဲကြီးအလူပွဲကြီးအာပါတရားအောင်ဝမ်းသာစရာကောင်းလိုက်တာကြည်နူးစရာကောင်းလိုက်တာဆိုပြီးတော့တရားစိတ်တွေဖြစ်ပြီးတော့မြို့သူမြို့သားတွေကလည်းပဲဆွန့်ကပ်မယ်တဲ့အလူလုံးမယ်တဲ့မှန်ပါဗျာအဲ့ဒါနဲ့ဘုရားမူကြည့်တဲ့တန်ခါ900မြို့သူမြို့သားတွေကလည်းပင်ဖဲပြီးတော့အဲ့ဒါပသေနေတိကောသလမင်းကြီးနဲ့အပြိုင်ဆွန့်ကပ်ပွဲကြီးအလူပွဲကြီးကျင်းပအဲ့လိုမြို့သူမြို့သားတွေအလူပွဲကြီးကျင်းပတဲ့အခါကျတော့လေပသေနေတိကောသလမင်းကြီးတို့ကိုဖိတ်ကြားတယ်ရှင်မင်းကြီးကျွန်တော်တို့ရဲ့အလူပွဲကြွရောက်ပေးပါခြူစားပေးပါဆိုပြီးတော့ပသေနေတိကောသလမင်းကြီးလည်းဖိတ်ကြားတာဖိတ်ကြားတဲ့အခါကျတော့မင်းကြီးကလည်းပဲမြို့သူမြို့သားရဲ့အလူပွဲကြွရောက်ပေးပါတယ်အဲ့ဒီမှာတင်တဲ့အခါမင်းကြီးကလည်းပဲပသေနေတိကောသလမင်းကြီးကလည်းတိတ်ဝမ်းသာတယ်မှုပြုတယ်အိုးဝမ်းသာစရာကောင်းလိုက်တာကြည်နူးစရာကောင်းလိုက်တာတရားဖြစ်ပြီးတော့အဲ့ဒါနောက်ရက်လည်းပဲနန်းတော်တဲ့တန်ဃာတွေပြန်ပင့်ဆွန့်ကပ်ပွဲတွေကျင်းပအလှပွဲကြီးတွေကျင်းပအဲ့ဒီလိုနဲ့ကောသလမင်းတရားကြီးကမြို့သူမြို့သားတွေကမြို့သူမြို့သားတွေကကောသလမင်းကြီးတွေကတစ်ဖက်နဲ့တစ်ဖက်တရားစိတ်တွေဖြစ်ပြီးတော့အလှပွဲကြီးတွေအပြိုင်ဆိုင်လိုကတ်ကြတာအိုးအလှပွဲကြီးမှာဘာမှလိုတယ်ဆိုတာမရှိအောင်လူရန်ကောရောပူဇော်သမှုပြုတာဒီနေ့အလူတကအလူမာတွေလည်းအဲ့လိုပါပဲဘုန်းကြီးတို့ခဲဝဲဘောဇင်တွေဘာမှဖုံးပေးရမှန်းကိုဘာဖုံးပေးရမှန်းကိုမသိအောင်ပြည့်စုံနေတာဆွန့်ကတ်တော့လေထုံနီးတူစွာပဲလူတယ်ဆိုတာကိုပြောမရအောင်ပြည့်စုံလုံလောက်အဲ့ဒါလို့နဲ့မြို့သူတွေကကတ်လိုက်ကောသလမင်းတရားကြီးကကတ်လိုက်နဲ့အပြိုင်ဆိုင်ဖြစ်နေကြတာအဲ့ဒါနဲ့ကောသလမင်းတရားကြီးကတော့အိုးမြို့သူမြို့သားတို့ရဲ့ဆွန့်ကတ်ပွဲကြီးကတားလွန်နေတယ်ဆိုရင်တော့မဖြစ်သေးဘူးငါက
ရေမြင့်တဲ့နေပြည့်ရှင်မင်းကြီးဖြစ်နေတယ်ငါရဲ့အလှကကြီးကျယ်မှရမယ်ခန္ဓာမှရမယ်အဲ့ဒီမှာနန်းတော်တဲ့ညောင်ဆောင်ပေါ်အကြံဖြစ်နေတာဘယ်လိုလူရရင်ကောင်းမှမျိုးသူမျိုးသားတွေလူတဲ့အလှပွဲကြီးတဲ့တာလွန်ပြီးတော့သွားအောင်မျိုးသူမျိုးသားတွေမပြိုင်နိုင်အောင်မရှင်းပြနိုင်အောင်အလှပွဲကြီးငါဘယ်လိုကျင်းပရရင်ကောင်းမလဲဆိုပြီးတော့အဲ့ဒါတလွန်ညောင်ဆောင်ပေါ်လဲလျောင်းလိုက်ထားလိုက်နဲ့မချီမဆန်းဖြစ်ပြီးတော့နေတာမန္လိကမေပြားကြီးကသိတယ်အရှင်းရာမင်းတရားကြီးဘယ်လိုများဖြစ်နေတယ်လဲကရင်ညောင်ဆောင်ပေါ်လဲလိုက်ထားလိုက်နဲ့အိန္ဒိယလည်းမရဘူးဘယ်လိုများဖြစ်နေတယ်လဲအေးအလှပွဲကြီးခန်းခန်းနာနာကြဲကြဲပြန့်ပြန့်ကျင်းပခြင်းတာမျိုးသူမျိုးသားတွေမတူပနိုင်အောင်အလှပွဲကြီးကျင်းပခြင်းတာဘယ်လိုကျင်းပရင်ကောင်းမလဲဆိုပြီးတော့အဲ့ဒီမှာတိုင်ပင်ဆွေးနွေးကြလိုက်တဲ့အခါကျတော့မျိုးသူမျိုးသားတွေမတူပနိုင်အောင်ဆိုပြီးတော့အဲ့ဒါတန်ခါ900ကိုဆင်900နဲ့ပူဇော်မယ် အမှားဗျာ ဆင်ပနကြီးဆင်ရင်ဘယ်လောက်တော့ ချင်း900ပါဗျာ တန်ခါ900ကိုဆင်900နဲ့ပူဇော်မယ်ထီဖြူကနဲ့တွေနဲ့မိုးပြီးတော့ပူဇော်မယ်အဲ့ဒီထီဖြူကနဲ့တွေကလည်းဆင်တွေကတန်ခါတော်နောက်နာကနေဒုတုတ်ထန်ပြီးတော့ဆင်နာမောင်းကြီးနဲ့ထီဖြူတော်ကိုကန်ပြီးတော့ပူဇော်ကြမယ်မြို့သူမြို့သားတွေမတုပနိုင်အောင်မရှင်နိုင်အောင်ဆိုပြီးတော့အလှပွဲကြီးသူတို့စီစဉ်နေကြတာ အမှားဗျာ လူတန်းနေကြတာနော် အမှားဗျာ အဲ့ဒီတန်ဃာတော်တွေကြားတွေထဲမှာလည်းပဲအမျိုးသမီးတွေပါနေသေးတယ်တဲ့ဒွိနံဘေကုဏံအန္တရေဧကေကခတ္တိယဒီရာနိတိဒိဋ္ဌဝကန္တေပိဋိတတိဒွိနံဘေကုဏံအန္တရေတန်ဃာနှစ်ပါးရဲ့အကြာမှာဧကေကခတ္တိယဒီရာနိတိဒိဋ္ဌဝခတ္တိယနွယ်ဝင်တော်ဝင်မင်းသမီးတွေကြီးပဲတဲ့အဲ့ဒါတန်ခါနှစ်ပါးကြားမှာထိုင်နေကြတာသူတို့တွေဘာလုပ်နေကြတယ်လဲလို့ဆိုတော့ဂန္ဓေပိဋိတတိတဲ့အမွေးနန္တာတွေကြိတ်ပြီးကြတာဘာလုပ်နေကြတော့ အမွေးနတ်တန်နဲ့ပူဇော် အမွေးနန္တာတွေတန်ခါတွေကိုပူဇော်ပေးနေတာမန္တအလေကောင်မှာချွေးလေး10စင်းလောက်ထားပြီးတော့အဲ့ဒီအမျိုးသမီးတွေကြိတ်တဲ့အမွေးနန္တာတွေကြိတ်တဲ့အမွေးနန္တာတွေယူပြီးတော့ရွှေလီထဲမှာထည့်တာအိုးကြက်တည်ရှိလိုက်တာမင်္ဂလာရှိလိုက်တာမန္တကြီးတစ်ခုလုံးကိုအဲ့ဒါအမွေးနန္တာတွေနဲ့ထုံသင်းပြီးတော့နေတာ မွေးကြနေ ဒါကိုပဲစွာကပြောတာဒွိနံဘေကုဏံအန္တရေဧကေကခတ္တိယဒိဋ္ဌာနိသိဒိဋ္ဌဝဂန္ဓေပိဋိတတိဒွိနံဘေကုဏံအန္တရေသံဃာနှစ်ပါးကြမှာဧကေကခတ္တိယဒိဋ္ဌာနိသိဒိဋ္ဌဝတော်ဝင်မင်းသမီးတွေတယောက်စီထိုင်နေပြီးတော့ဂန္ဓေပိဋိတတိအမွေးနန္တာတွေပြုလုပ်ပေးနေတယ်သွေးပေးနေတယ်ကြိတ်ပေးနေတယ်မြို့သူမြို့သားတွေမတုပနိုင်အောင်အဲ့ဒါအထူးတလဲစီမံနေတာတန်ဃာတော်တွေတရင်သုံးဖို့ဆိုပြီးတော့လည်းပဲအမွေးနန္တာပြင်ချက်တွေခင်းနေတဲ့တာလကလျာနေတဲ့အမွေးနန္တာပြင်နေပေါ့တန်ဃာစဉ်ပြုလုပ်တဲ့နေရာမှာအဲ့ဒါလိုအမွေးနန္တာအခင်းနေတဲ့တန်ဃာတော်တွေကိုပူဇော်တယ်ဆင်900နဲ့ပူဇော်တယ်ထီးဖြူတွေနဲ့ပူဇော်တယ်ခတ္တိယနွယ်ဝင်မင်းသမီးတွေအမွေးနန္တာတွေကျိတ်ပြီးတော့အမွေးနန္တာတွေနဲ့ပူဇော်တယ်တန်ခါ900ဆင်900နဲ့ပူဇော်တဲ့နေရာမှာဆင်ရင်က499ကောင်ဆင်ရင်ဘယ်နှကောင်တော့499ကောင်ပါဗျာ တန်ခါ900ဆိုတော့ဆင်ရင်တစ်စီးပေါ့ဆင်ရင်တစ်ကောင်လို့ဆင်ရင်တစ်စီးလို့ ချင်းကောင်ကြမ်းနေပါ ဆင်တစ်ကောင်မကြံနေဘူးလား ကြမ်းနေပါဗျာ ဘယ်နဲ့လို့ရင်ကောင်းမှာတန်ခါက900ဖြစ်နေဆင်ကရှိတာက499ကောင်စင်တင်းကုတ်ထဲမှာစင်နေရှိတာကတော့900မကရှိတော့ရှိပါတယ်ရင်ကျေးသိမ်မွေးတဲ့စင်က499ဆောင်ရှိတယ်ကျန်တဲ့စင်တွေကရင်ကျေးပြီလား အဆင်ပြေပါ မရင်ကျေးသေးဘူးတဲ့ရင်ကျေးသိမ်မွေးအောင်မတင်ပြရသေးဘူးစင်ရင်နေရှိတာကရင်ကျေးလိမ်မာတဲ့ရင်စင်ရှိတာက499ကောင်ရင်ကျေးလိမ်မာတဲ့စင်တစ်ကောင်လိုနေတယ်တန်ဃာတော်တွေနောက်ကဒူလေးတုတ်ထိုင် ပြီးတော့ရက်ခတ်ပြီး ဒူတုတ်ထိုင်ပြီးတော့အဲ့ဒါစင်နာမောင်းကြီးနဲ့ထီးပြူကင်ထားပြီးတော့မိုးပေးနေတာစင်ရင်တစ်ကောင်လိုနေတာဘယ်လိုလုပ်ကောင်းမှတိုင်ပင်ကြဆွေးနွေးကြအဲ့ဒါနဲ့နောက်တော့အကြံရတယ်တန်ခါ900ထဲမှာအရှင်အင်္ဂုလိမာလမထေပါလာ အမှား ဒု ဗျာ ပါလာတော့ ရှင်ဥကုလိမလာပါ အရှင် ဗျာ အင်္ဂုလိမာလမထေပါလာတာ အမှားဗျာ ပါလာတဲ့အခါကျတော့မရင်ကျေးသေးတဲ့မသိမ်မွေသေးတဲ့စင်ကိုအရှင်အင်္ဂုလိမာလကိုပူဇော်ခိုင်းမေတဲ့
ရှင်ကုလိမာလာကြီးကိုမရင်ကျေးတဲ့ဆင်နဲ့မပူဇော်ဘူးလား ဆင်ရတယ်တကောင်လုံးပူဇော်ပါဗျာ မရင်ကျေးတဲ့ရိုင်းပြနေတဲ့ဆင်နဲ့ရှင်ကုလိမာလာနောက်မှာထားတာအရှင်ကုလိမာလာနဲ့တွေ့တော့လည်းပဲအဲ့ဒီဆင်ကြီးကရင်ကျေးတိမ်မွေးသွားတယ်တဲ့ယူကျိုးနုံပြီးတော့နေတာအပြင်မှာနေတယ်လို့ရိုင်းရိုင်းပြပြမနေဘူးတဲ့ရင်ကျေးတိမ်မွေးစွာပဲနေ ပါဗျာ အဲ့ဒါလိုပရိနေတိကောသလမင်းကြီးကမြို့သူမြို့သားတွေမတူပနိုင်အောင်မရှင်းပြနိုင်အောင်ဆိုပြီးတော့အမွေနန္တာပြင်ချက်တွေနဲ့ခင်းပြီးတော့တန်ဃာတွေကိုပူဇော်တယ်ဆင်900နဲ့တန်ဃာတွေကိုပူဇော်တယ်ထီးဖြူ900နဲ့တန်ဃာတော်တွေကိုပူဇော်တယ်အမွေနန္တာတွေနဲ့တန်ဃာတော်တွေကိုပူဇော်တယ်အဲ့ဒါကြောင့်အာတရိတဒါနတဲ့ဘုရုမှမတူပနိုင်ဘူးမရှင်းနိုင်ပြန်နိုင်ဘူး ပါဗျာ ဘဒုအလူနဲ့မှမတူတဲ့အလူကြီးကိုပရိနေတိကောသလမင်းကြီးတို့မန္လိကာမိဖုရားတို့မကျင်းပကြဘူးလား လှူကြပါဗျာ ကျင်းပကြတယ်တဲ့အထုတလဲကြီးကြီးကျယ်ကျယ်ကျင်းပပြုလုပ်ပြီးတော့နေတာတရက်ထဲနဲ့ကုံကြငွေဟာစာလို့ပြောရရင်14ကလေးဘယ်နှကလေး ဒီကလေးပါဗျာ ကုံကြလိုက်တာငွေပေါင်း14ကလေးကုံကြအဲ့ဒါလိုလူပွဲကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာထဲထဲဝါဝါကျင်းပပြုလုပ်တယ်အဲ့ဒါလိုလူပွဲကြီးကျင်းပပြုလုပ်တဲ့အခါကျတော့ပရိနေတိကောသလမင်းကြီးတဲ့မှာအမတ်2ယောက်ပါ ပါဗျာ ကာလအမတ်ကဇုံနာအမတ်ကအမတ်ဘယ်နှယောက် 2ယောက်ပါဗျာ အမတ်2ယောက်ကာလအမတ်ကသိသဘောမကျဘူးတဲ့စင်နေနဲ့ပူဇော်တာအမွေနန္တာတွေနဲ့ပူဇော်တာအိုးတရက်ထဲနဲ့14ကလေးကုန်ကြအောင်လှူတာသိသဘောမကျဇုံနာအမတ်ကတော့သိသဘောကျတယ်ရေမြေတဲ့နေပြည့်ချင်းမမို့လို့ဒီလိုပူဇော်နိုင်တယ်အမွေနန္တာပြင်ချက်တွေနဲ့တန်ခါးသင်ပြုလုပ်ပြီးတော့တန်ခါတော်တွေကိုပူဇော်ခွင့်ရတယ်စင်နေနဲ့ပူဇော်ခွင့်ရတယ်ထီးဖြူတွေနဲ့ပူဇော်ခွင့်ရတယ်အမွေနန္တာတွေနဲ့ပူဇော်ခွင့်ရတယ်ခတ္တိယຫນွယ်ဝင်တော်ဝင်မင်းသမီးတွေနဲ့ရတွေခတ်ပြီးတော့ပူဇော်ခွင့်နေရတယ်အမွေနန္တာတွေကျက်ပြီးတော့ပူဇော်ခွင့်နေရတယ်သိဝမ်းသာတာအဲ့လိုကုသိုလ်ကောင်းမှုပြုလို့ပြီးတော့လေအမြတ်တမ်းပေးဝေလို့ရှိရင်လေတို့များကတာဓုခေါ်ခွင့်နေရပြီးတော့တို့လည်းပဲကုသိုလ်ရတာပဲကုသိုလ်အမြတ်ပေးဝေလိုက်လို့တာဓုခေါ်ဆိုလိုက်တဲ့အခါအလူတကအလူမာတွေရတယ်လို့ရတာပဲဇုံနာမတ်ကသိဝမ်းသာကာလမတ်ကဝမ်းသာရဲ့လား ဒါပါဘူးဗျာ ဝမ်းမသာဘူးအဲ့ဒါလို့လှူတာကိုသိဝမ်းမသာဇုံနာမတ်ကတော့သိဝမ်းသာသိသဘောကျ ပါဗျာ အဲ့ဒီအနေထားကိုဗုဒ္ဓမြတ်စွာဘုရားကသိတယ်ကောသလမင်းကြီးရဲ့အမတ်တယောက်ကာလအမတ်ကတော့ဒီလိုကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာကြီးကိုသိမကြက်ဇုံနာမတ်ကတော့သိသဘောကျသိကြိုက်တယ်ဒီအနေထားသိတဲ့အခါကျတော့မြတ်စွာဘုရားကအမတ်ကြီးနှစ်ယောက်ရဲ့အနေထားသိနာဝေကရရိယဒေဝလောကံဝဇန္တိဘာလာဝေနပတံတံတိဒါနဒီရောဇဒါနအနုမောဒမာနောဒေနေဝသောဟောတိဒုက္ခိပရထအမတ်ကြီးနှစ်ယောက်ရဲ့အနေထားသိတော့မြတ်စွာဘုရားကအနုမောဒနာပြုကရရိယမပိယလိုသဝံတော်တော်သူတော်သည်သဇဝဇာတတ္တဝါတို့သည်ဝေသင်သေဒေဝလောကနတ်ပြည်ကိုနာဝဇန္တိမရောက်နိုင်ကုန်အလှူဒန်းနေမရှိဘူးပေးကမ်းစွန့်ကြဲမှုတွေမရှိဘူးဆိုနတ်ပြည်ရောက်နိုင်ပါမလား မရောက်နိုင်ပါဘူးဗျာ လူတွေတန်းနေပေးတယ်ကမ်းနေဆိုတာနတ်ပြည်ရောက်ကြောင်းနေမဟုတ်ဘူးလား မဟုတ်ပါတယ်ဗျာ ကရရိယာသစ္စာသာတတ္တဝါတို့သည်မပေးရလို့တဝံတို့တော်သူတို့သည်တေဝလောကနတ်ပြည်သို့နာဝဇန္တိမရောက်ကုန်နတ်ပြည်ကိုမရောက်နိုင်ဘူးမစ္စရိယတွေနဲ့တဝံတို့တဲ့ပုဂ္ဂိုလ်တွေနတ်ပြည်ကိုမရောက်နိုင်ဘူး မရောက်နိုင်ပါဘူးဗျာ ဘာလို့ပြစ္ဆုတ်ပန်ရေတန္တရာရေကိုမတွေးနိုင်ကြလူပြိန်လူအားတို့သည်ဒါနံသူတစ်ပါးတွေလူတဲ့အလူကိုနတ်ပတန္တံသည်မရှိမွမ်းကြကိုပြစ္ဆုတ်ပန်အရေးတန္တရာရေကိုနားမလဲတဲ့ပုဂ္ဂိုလ်တွေသူများတွေလူတဲ့အလူကိုဝမ်းသာရဲ့လား ဝမ်းသာပါ ဝ ဘူး မ်းမ ဗျာ သာပါဘူးတဲ့နတ်ပတန္တံသည်မရှိမွမ်းဘူးမဝမ်းသာဘူးတဲ့ခုနကာလအမတ်လေဝမ်းမသာဘူးမရှိမွမ်းဘူးဖြစ် မ တယ် လို့အိတ်တာဖြစ်ပါ ဒါကြောင့်ဘာလာပြစ္ဆုတ်ပန်ရေတန္တရာရေကိုမတွေးနိုင်ကြလူပြိန်လူအားတို့သည်ဒါနံသူတစ်ပါးတွေကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာဆင်ရဏမြင်းရဏတွေနဲ့ကြီးကျယ်ခန်းနာစွာလူတဲ့အလူပွဲကြီးကိုနတ်ပတန္တန်တိမရှိမွမ်းကြကုန်ဒီရောသာပညာရှိသည်ကဒါနံသူတစ်ပါးတွေလူတဲ့အလူကိုအနုမောဒမနောဝမ်းမြောက်သည်ဟောတိဖြစ်၏ပညာရှိတဲ့ပုဂ္ဂိုလ်တွေကတော့ဝမ်းမြောက်ဝမ်းသာမဖြစ်ကြဘူးလား ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ် အ ဗျာ လူတက္ကသာသနာတက္ကကျောင်းတက္ကကြီးဥယျာဉ်လင်းလို့
ဒေါခင်ဝင်းခိုင်တို့မိသားစုတို့တွေဝမ်းမြောက်ဝမ်းသာဖြစ်ဖို့မကောင်းဘူးလား ဝမ်းမြောက်ပါတယ်ဗျာ တရားနာပိသပေါင်းတော်ကောင်းတို့တွေလည်းပဲအိတ်တာမစ္စရိယတွေကင်းပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ဖို့မကောင်းဘူးလား ဝမ်းမြောက်ဝမ်းသာဖြစ်ပါ ဓမ္ တ မ ယ်ဗျာ တာလင်ကုသိုလ်တွေရကြမှာလေ မှန်ပါဗျာ ဝမ်းမြောက်ဝမ်းသာဖြစ်ကြရမှာသူတို့ကောင်းတွေရဲ့စိတ်နှလုံးတွေကတော့ဒီလိုကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာထဲထဲဝါဝါတွေ့ပြီဆိုလို့ရှိရင်လူနေရာတွေ့တယ်ဆိုသူတို့နှလုံးသားတွေတုန်လှုပ်တယ်သူတို့မို့လို့လူနိုင်ကြတယ်ဟိတန်းနိုင်ကြတယ်ဟိဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာပြုကြတယ်ဒါကြောင့်ဒီတော်စာပညာရှိတွေကဒါနံသူတစ်ပါးတွေလူတဲ့အလိုကိုအနုမောဒမာနောအဖန်ဖန်ဝမ်းမြောက်သည်ဟောဒီဖြစ်၏အဖန်ဖန်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့နေတယ်တဲ့သွားနေရင်လည်းပဲ ဝမ်း အ မြောက် လူ ပါ ပွဲ ဗျာ ကြီးကိုဝမ်းမြောက်နေတာအလူပွဲကြီးရဲ့မြင်ကွင်းကိုမျက်စိနဲ့မြင်ရောင်ပြီးတော့သွားရင်းနဲ့လည်းမြင်ရောင်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်နေတာစားရင်းနဲ့လည်းဝမ်းမြောက်ဝမ်းသာဖြစ်နေ ဖြစ်နေပါဗျာ အိတ်နေရင်းနဲ့လည်းပဲမျက်စိထဲမှာမြင်ပြီးတော့ဒီလိုဖြစ်နေတာပညာရှိတွေကဝမ်းသာဖို့မကောင်းဘူးလား ကောင်းပါတယ်ဗျာ ဝမ်းသာဖို့ကောင်းတယ်ဘုန်းကြီးတို့တရားကြီးတွေတရားမကြီးတွေပညာရှိဖြစ်အောင်လုပ်ကြရမယ်နော် မှန်ပါဗျာ ဒီတော့စာပညာရှိတွေကဒါနံသူတစ်ပါးတွေကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာထဲထဲဝါဝါစင်ရဏကောင်စင်ရ20ကျော်မြင်ရဏပေါင်းမြောင်များစွာတို့နဲ့လူတဲ့အလူပွဲကြီးကိုအနုမောဒမာနောအပန်ပန်ဝမ်းမြောက်သည်ဟောဒီဖြစ်၏ဒီနေဝါထိုကြောင့်မြင်သောထိုပညာရှိသည်ပရဒဓမ္မလွန်လောက၌ဒုက္ခိချမ်းသာခြင်းရှိသည်ဟောဒီဖြစ်၏ဣတိယေသောဘဂဝါဘုံတော်၆စုံတကုကုန်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကအဝေါစာကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်း သာဓုသာဓုသာဓုပါဗျာ သာဂရအနာဂရသာဥဘောအညောညနေတိတာသာရရယံတိတတ္တမံယောဂခေမမနုတရံသာဂရသာအညာတိတောင်လူပေါင်းမှနေတိုင်းကြတဲ့လူအကြောင်းလူတော်ကောင်းတို့သည်၎င်းအနာဂရသာအယံမတော်သာသနာပေါင်းမှနေကြတဲ့သာသနာဝန်တန်အချင်းကောင်းအချင်းများတို့သည်၎င်းဥဘောဇယရကနဥရတို့သည်အညောညနေတိတာကိုင်းကိုကျွမ်းမိကျွမ်းကိုင်းမိသောတဟုနဲ့တူတစ်ဖက်နဲ့တစ်ဖက်အမိသည်ပြုပြီးတော့နေကြပါပေကုန်၏အလုတကအလုမာတွေကလည်းပဲသာသနာတော်ကြီးကိုအမိမပြုရဘူးလား ပြပြပါဗျာ သာသနာဝန်ထမ်းရှင်ရန်တွေကလည်းပဲတရားဓမ္မပေါင်းသူတော်ကောင်းတွေအမိပြုပြီးတော့မနေကြဘူးလား ပြကြပါဗျာ ဥဘောဆရာတကနဟုသာတို့သည်အညောညာနေသည်သာကိုင်းကိုကျွမ်းမိကျွမ်းကိုင်းမိသောတဟုနဲ့တူတယောက်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်အမိသည်ပြုပြီးတော့နေကြပါပေကုန်၏အနုတရံအတုမရှိမြတ်လာစွာသောယောဂကေမံယောဂ၄ပါးတို့ဤကုံရာဖြစ်သောတတ္တမံပရိယတိတတ္တမပရိပတ်တိတတ္တမပရိဝေဒတတ္တမလို့ခေါ်ဆိုတဲ့တတ္တမ၃ဖြာသာသနာတော်မြတ်ကြီးကိုတတ္တမံမဖို့နိဗ္ဗာန်ရကြောင်းသူတော်ကောင်းတရားကိုအာရရယံဒီပြည့်စည်စေနိုင်ပါပေရဲ့လို့ဘဂဝါဘုံတော်ရှောင်းဆုံးတကူကုန်နေပြည့်စုံတော်မူသောမြတ်စွာဘုရားကအဘောဇာကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်း သာဓုသာဓုသာဓုပါဗျာ ဒီနေ့လူတို့ကလူမမိသားစုတို့ကသာသနာတော်မြတ်ကြီးကိုဗိမာန်တော်ကြီးတွေဆောက်ပြီးတော့ပူဇော်တယ်ရဟန်းခံပြီးတော့ပူဇော်တယ်ရှင်ပြုပြီးတော့ပူဇော်တယ်သာသနာတော်မြတ်ကြီးကိုပူဇော်တယ်ဘုရားရဲ့တိထာကိုယ်ွယ်သိမ်ချောင်းတော်တွေဆောက်ပြီးတော့ပူဇော်ကြတယ်မပူဇော်ကြဘူးလားသာသနာတော်မြတ်ကြီးကိုမိကိုအားထားတဲ့အတွက်ကြောင့်မို့လို့ပူဇော်ကြတယ်ကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာထဲထဲဝါဝါပူဇော်ကြတယ်ဘုံတုကန္တုတွေပါလာခဲ့လို့ပေါ့သာသနာဝန်ထမ်းရှင်ရန်တွေကလည်းပဲပရိယာတိအလုပ်တွေပရိပါတိအလုပ်တွေကန္တာဒုဒဝိပဿနာဒုဒအလုပ်တွေပြုလုပ်ပြီးတော့တရားဓမ္မပေါင်းတွေကိုအမိပြုပြီးတော့မနေကြဘူးလား နေကြပါဗျာ နေကြတယ်အဲ့ဒါလို့တဦးနဲ့တဦးတစ်ဖက်နဲ့တစ်ဖက်ကိုင်းကျွမ်းပြီးကျွန်းကမ်းပြီးအမိပြုပြီးတော့နေကြတယ်ဆိုလို့ရှိရင်တော့မက်ဖို့နိဗ္ဗာန်ရရန်ရကြောင်းနေပါပဲ မှန်ပါ မက် ဗျာ ဖို့နိဗ္ဗာန်ရရန်ရကြောင်းနေမဖြစ်ဘူးလား ဖြစ်ပါတယ်ဗျာ ဖြစ်ပါတယ်ဒါကြောင့်အနုတ္တရံတုမချိမြတ်သောယောဂခေမံယောဂလေးပါတို့ရဲ့ကုံရာဖြစ်သောတရမမေတ္တရာဘုရားနိဗ္ဗာန်တရားဆိုတဲ့သူတော်ကောင်းတရားကိုအာရယန္တိပြည့်စည်စေနိုင်၏ဩငါတို့တွေဒီလောက်ကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာထဲထဲဝါဝါအလူပွဲကြီးတွေကြောင်းလို့ပူဇော်ပွဲကြီးတွေဆင်ရင်ချင်းပါပြုလို့တာမက်ဖို့နိဗ္ဗာန်ရရန်ရကြောင်းကုသိုလ်ကောင်းမှုတွေပဲဆိုတာ
အလူတကအလူမယံတကယံမဘုရားတကဘုရားမအကြောင်းတကအကြောင်းမမိသားစုတို့တွေကိုတရားနာပိသပေါင်းတော်ကောင်းတို့တွေကိုကိုစီဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတက္ကလအဆုံးဘဝနောက်ကာလ၌ချစ်သောဘုရားပြည့်စေကအရိယာမှာပေါင်းသူတော်ကောင်းတို့စံပြောရမှန်မြတ်နိဗ္ဗာန်ကိုလင်းမြန်စောစွာရကြရရောက်ကြရသိကြရပါလိုကုန်သောဟူ၍ပထနာအောင်စုပြုလိုက်ကြကုန်ရတည်း သာဓုသာဓုသာဓုအဖေယ စီပူအားတော်ပြုလို့တဲ့ကုသိုလ်ကောင်းမှုတွေ30ဘုံသားအမြဝေမယ်အမြမဝေသေးခင်ကြောပွဲလေးကတ်လိုက်ပါအောင်လားလူတကာကြီးလူမကြီးမိသားစုများဒီရမယ်ကတ်လိုက်နော်အဲအားလုံးသာဓုခေါ်ဆိုကြပါဦး သာဓုသာဓုသာဓု ရနော်ကျန်တာတွေပြီးမှကတ်မယ်ကဲအားလုံး30ဘုံသားတွေရေဆက်ချအမြဝေကြအောင်အားလုံးလိုက်ဆိုကြမယ်အရှင်မြတ်တို့ဖေယ ရှင်မြတ်တို့ဘုရား တပည့်တော် တပည့်တော် တပည့်တော်မာတို့သည် ဤတော်မတို့သည် ကံကောင်းထောင်းမှ နာဂန္ဓာ လူဘုံလူဘဝ လူဘုံလူဘဝ လူဌာနဖြင့် လူဌာနဖြင့် ဗုဒ္ဓမြတ်စွာ ဘုရားမြတ်စွာ သာသနာတော်မြတ်ကြီးနှင့် တရားမြတ်ကြီးနှင့် တွေ့ကြုံ တွေ့ကြုံ ဆုံစည်းကြရသည် ဆုံးစည်းကြရသည် ဖြစ်ကြပါ ဖြစ်ကြပါ ၍သာသနာတော်မြတ်ကြီးကို သာနာတော်မြတ်ကြီးကို အမိပြုလျက် မိပြည့် တပည့်တော်တို့အတွက် တပည့်တော်တို့အတွက် မဖို့နိဗ္ဗာန် မဖို့နိဗ္ဗာန် ရရန်ရကြောင်း ရကြော ပါ င်း ရမီကောင်းမှုတို့ကို ကုသိုလ်ကောင်းမှုတို့ကို စီပူအားထုတ် ပြုအားထုတ် ပြုလို့လိုကြသည် ပြုလုပ်ယူကြသည် ဖြစ်ကြပါ ဖြစ်ကြပါ ၍တပည့်တော်တို့ဤ ၍ဒီတော်တို့ဤ ယင်းနှစ်တိရှာ ယင်းနေ့တိကြ သာယရဏ သာယရဏ ရှာရှာသော ရာချသော ယင်းနှစ်တိရှာ ယင်းနေ့တိကြ သာယရဏ သာယရဏ အမျိုးကောင်းသားကလေးတို့အား မြို့ကောင်းသားတို့အား ယဟန်ပေါင်ရောက် ယဟန်ပေါင်းရောက် သာမဏေပေါင်ရောက် သာနေပေါင်းရောက် သို့သွင်း တို့တွင် ရှိမြောက်ကြပါကုန် ရှင် ၏ မြောက်ကြပါကုန်၏ သာသနာနုက္ခဟ သာနာနုက္ခ ဓမ္မနုက္ခဟ ဓမ္မနုက္ခ ကုသိုလ်ပွဲ ကုသိုလ်ပွဲ အလူပွဲကြီးကို လူပွဲကြီးကို အကြောင်းပြု ဉာဏ်ပြု ၍ဘု ၍ ရားအမှုရှိသော ရာမှုရှိသော သံဃာတော် သံဃာတော် အရှင်သူမြတ်တို့အား ရှင်သူများတို့အား မွန်မြတ်စွာသော ဘုရားစွာသော သွမ်း သွမ်း ခဲပွဲ ခဲပွဲ ဘောဇင်အရသာ ဘောဇင်ရတာ လူပွဲဝတ္ထု လူပွဲဝတ္ထု ပစ္စည်းမျိုးစုံ ပစ္စည်းမျိုးစုံ နဝကမ္မတို့ဖြင့် နဝကမ္မတို့သည် လူဒံကိုရော လူသံကိုရော ပူဇော်ကြပါကုန် ပူ ၏ ဇော်ကြပါကုန်၏ ဖိတ်ကြား၍ ရောက်လာကုန်သော ရောက်လာကုန်သော ဆွေမျိုး ဆွေမျိုး အပရိဒအပေါ ပ င်း ရိသတ်ပါ သူတော်ကောင်းတို့အား သူတော်ကောင်းတို့အား တရားဖြူဖွေ တရားဖြူပွဲ ကျွေမွေ ကျွေမွေ အခမ်းကြပါကုန် ဧ ၏ ကံကြပါကုန်၏ တရဏဂုံသီလ သရကုံသီလ ငါးပါးသီလကို ဘဝသီလကို ကျင့်သုံးခံယူ ကျင့်သုံးခံယူ စောင့်တည်ကြပါကုန် သောက်တ ၏ ည်ကြပါကုန်၏ အရှင်ဖျား ရှင်ဘုရား ဟောကြားအပ်သော ဟောကြားအပ်သော အတရိတဒါန အတ္တိတဌာန ဝတ္ထုတရားတော်ကို ဝတ္ထုတရားတော်ကို တရားကြည်ဖြူ တရားကြည်ဖြူ နာယူ နာယူ မှတ်သားကြပါကုန် မှတ် ၏ သားကြပါကုန် ဣ ၏ ဒံသောပုံညာ ဣဒာနောပုည နိဗ္ဗာနတ နိဗ္ဗာနတ ပစ္စယော ပစ္စယော ဟောတု ဟောတု ယရဏသုံးပါး သနာသုံးပါး ဂုံတော်များကို ကို ဒေစာကြီးညို သီသာခြင်းညော မိခိုအားထားခြင်း ဒီကိုအားထားခြ ရှိ င်း ကြပါသော ရှိကြပါသော တပည့်တော် တပည့်တော် တပည့်တော်မာတို့ ဒီ ၏ တော်မတို့ ယ ၏ နေ့ယခု ယနေ့ယခု လူဒန်းရသော ဘုရားရသော ဒါနကုသိုလ် သာနာကုသိုလ် သောက်တည်ရသော သောက်တည်ရသော သီလကုသိုလ် သီလကုသိုလ် ပွားများရသော ပွားများရသော ဘာဝနာကုသိုလ် ဘာဝနာကုသိုလ် ကုသိုလ်ကောင်းမှု
တေယုတ်ကုမှု အစုစုတို့သည် စုစုတို့၏ နိဗ္ဗာန်အထောက်အပံ့ နိဗ္ဗာန်ထောက်ပံ့ ဖြစ်ပါစေသာ ဖြစ်ပါစေသာ အရှင်ဘုရား အရှင်ဘုရား ဤကောင်းမှု၏ ဤကောင်းမှု အ ၏ ဘိုးဘာကကို ဘုရားကကို ကြွားရောက်လာသော ကြွားရောက်လာသော ပရိသတ်အပေါင်း ဣဒ္ဓဘာ သူတော်ကောင်းတို့အား၎ သူ င်း တော်ကောင်းတို့အား၎င်း အသက်အားဖြင့် ဒီအားဖြင့် သင်ရှားရှိကြ သင်ကြားရှိကြ မရှိကြသည် ရှိကြသည် မိဘဘိုးဘွား မိဘဘိုးဘွား ဆရာသမားတို့အား၎င်း ဆရာဓမ္မတို့အား၎င်း အိမ်ဆောင်နာ အိမ်ဆောင်နာ ဝိုင်းဆောင်နာ ဝိုင်းဆောင်နာ ရွာဆောင်နာ ရွာဆောင်နာ ကျောင်းဆောင်နာ ကျောင်းဆောင်နာ မျိုးဆောင်နာ မြို့ဆောင်နာ တောဆောင်နာ တောဆောင်နာ တောင်ဆောင်နာ တောင်ဆောင်နာ သာသနာတော်ဆောင်နာ သာနာတော်ဆောင်နာ လောကပါလနာ လောကပါလနာ အစရှိသော အစရှိသော နတ်မြတ်နာကော နတ်မြတ်နာက နတ်အပေါင်းတို့အား၎ န င်း တ်ပေါင်းတို့အား၎င်း နတ်တို့တနှင့် နတ်တို့တည်း တကြမင်းလူတို့တနှင့် တို့တည်း ပြေရှင်မင်း ရှင်မင်း ငရတနှင့် တည်း ယမမင်းအား၎င်း မင်းအား၎င်း အစာထား အထာ၍ ၍30ဘုံ 30ဘုံ ကျင်လေကုန်သော လက်ကုံသော လုံးစုံများစွာ လုံးစုံများစွာ တတဝါတို့အား တဝါတို့ အ အား မြအမြ မြတ်မြတ် သေဝေငါပါကုန် သေ ၏ ဝေငါပါကို 30ဘုံသာ 30ဘုံ တတဝါများတို့သည် တဝါများတို့ အမြရာကြ မြတ် ၍ ရာကြ၍ ကိုယ်စိတ်နှဖျား ကိုယ်စိတ်နှဖျား ကျမ်းမာကြသည် ကျမ်းမာကြသည် ချမ်းသာကြသည် ချမ်းသာကြသည် ဝမ်းသာကြသည် ဝမ်းသာကြသည် ဖြစ်ကြပါစေသော ဖြစ်ကြပါစေသောကု ကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာ သာပါဗျာ အားလုံးသောသူတော်ကောင်းအပေါင်းတို့ကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနှင့်အခါခါသိမ်းပြည့်စုံနိုင်ကြပါစေအားလုံးပေါ်တော့ပရိသတ်ကြီးဦးဇင်းတို့မြတ်စွာဘုရားကိုလည်းပဲအရင်ဆုံးကျောင်းတော်ကိုပြန်ပေးမှဖြစ်သည့်အတွက်အလဲကောင်းလမ်းလေးဖွင့်ထားပေးပါဦးဇင်းတို့မြတ်စွာဘုရားကြီးကျောင်းတော်ကိုပြန်ကြွတော့မှဖြစ်သည့်အတွက်မြတ်စွာဘုရားအာကြီးညိုသောတရားတရားဖြင့်လက်အုပ်ရှိမို့ရှိခိုးပြီးတော့နေတော်မူပေးကြပါအလူတကာဖရာတကာကြီးဖြစ်တဲ့ဥရဲ့လွင်ဦးဇင်းတို့မြတ်စွာဘုရားကိုကျောင်းတော်ကိုပေးမှဖြစ်သည့်အတွက်ပတ်သက်မကျဲနဲ့ဦးလေကလေးပတ်သက်ကျဲအရင်ကျဲမှာလားမကျဲသေးနေဦးဖရာကိုပေးတော့မယ်ဟောဆိုင်စရာကြီးဟေးဆိုင်စရာဟမ်တော်ပြီဆက်စရာကြီးဆက်စရာဖျားပြင်းတော့မှမလို့ရောင်ကြီးတော်ပွင့်လေးဖွင့်ပေးစမ်းရောင်ကြီးတော်ပွင့်လေးဖွင့်ပေးစမ်းဖျားပြင်းပါလေဖျားကိုပြင်းမှမလို့စက်လေးနဲ့ရောင်ကြီးတော်ပွင့်လေးနဲ့တွတ်မှာ ဟလောဟလောနောက်တော့လူငယ်လေးများအလူရန်များကိုလိုက်လံတက်ဆောင်မဲ့လူငယ်လေးများအားလုံးသီးပင်အောင်မှာအိရှိရဲ့သီးပင်အောင်မှာနေရာယူထားပါခင်ဗျာနောက်တော့မေရင်ကညီမငယ်များကတောင်ဘက်ကနေပြီးတော့ကိုယ့်နေရာမှာအစင်းနဲ့နေရာယူထားကြပါခင်ဗျာတရားဖွဲ့တယ်မရဟောဆက်ပြီကိုရောက်တာတရားရှိရောက်တယ်မရ
တကားတွေကိုမလောက်ခိုင်းနိုင်နဲ့လေတကားတွေကလူအောင်မအောင်ကျန်တဲ့အရန်တွေဟိုကလွတ်လိုက်ဟိုကကိုအောင်တိုက်တို့ကလုတ်ပေးလိုက်လေဟိုတကားတွေကလူမှာဆိုတော့ဦးရဲ့လွင်အဲ့ဖျားကိုတကားတရားကိုပေးလိုက်အေးတကားတရားကိုဖျားပွဲပွေးလိုက်ဟိုဟာမရွနိုင်အေးဒီအပေါက်တယ်အပေါက်ရတယ်ရအပေါက်ဝနာလေနော်မင်းတော့လိုက်ပြီကိုရနေတော့လိုက်ကိုရနေတော့လိုက် ဘုရားကိုတော်မြတ်ကြီးရဲ့ကိုစားရွာဦးကျောင်းဆရာတော်ဘုရားမှာအလူခံကြွပေးပါဗျာ ကျွန်တော်တို့ရှေ့မှာကဟိုမစင်ရသေးဘူးဟို မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ကိုစားရွာဦးကျောင်းဆရာတော်မှာအလူခံကြွပေးပါဗျာ အဲ့လိုစင်လို့မရသေးဘူးဗျာအဲ့လိုရှင်လူမတွေအကုန်တွက်ခန်းအောင်ပါ အေး အဲ့မှရမှာ အဲ့ဒါကို တွက်တယ်ဗမာလူမဲလို့မရှိဘူးအဲ့တော့အကုန်လုံးဒီလူတွေကမလူမိုင်ထုတ်လိုက်အောင်မပြီးတော့နောက်တော့လူရန်ကကြမိလူတကာလူမများအားလုံးခင်ဗျာနောက်တော့ရှေ့မှာနေရာများပြင်ဆင်ထားပါတယ်လူရန်ကကြမိလူတကာလူမများရှေ့ကိုကြွပေးပါခင်ဗျာနောက်တဲ့အိမ်တော်ရဲ့ရှေ့မှာမဟုတ်လေဝှချုံငွေကတ်မဲ့တကာမကြီးလည်းရှိသေးတယ်ပြောတယ်လူတကာလူမတွေဝှချုံငွေကတ်ဖို့အစီအစဉ်ရှိတယ်ပြောပါတယ်အားကြောင့်ဦးရဲလွင်ပထမဆုံးငွေဘန်းကန်ကတ်မယ်အဲ့နောက်ကနေရောရဲစောအောင်တို့ကငွေဘန်းကန်ကတ်မယ်အဲ့နောက်ကမှလူရန်ပစ္စည်းရှင်းနေကတ်မယ်အဲ့ဒီရဲ့နောက်ကမှအလွတ်ရှင်အလူမများကဝတ္ထုငွေများကတ်မယ်ဆိုရင်စီစဉ်ထားတာဖြစ်ပါတယ်ခင်ဗျာရပြီလားပြင်းတော့စင်းနေပြီလားပြင်းတော့မယ်နော် နားလေးဗျာခဏတပြီးတော့ဝါရီလမ်းပြောမယ်ဗျာ ဟုတ်ပြီခင်ဗျာလေးအားလုံးခင်ဗျာလူငယ်လေးတွေကအားလုံးတောင်ဘက်မှာတယောက်မှမနေပါနဲ့မြောက်ဘက်မှာနေပြီးပါတန်ဃာတန်းကြွလာလို့ရှိရင်မြောက်ဘက်တောင်ဘက်ကိုကူးလို့မရပါဘူးတန်ဃာတန်းရှိတဲ့အတွက်လူငယ်တွေအားလုံးမြောက်ဘက်မှာနေပါမြောက်ဘက်မှာလူငယ်လေးတွေအားလုံးဟင်းကိုအန်ရွာကလူငယ်တွေရောအမေမိသားစုကလူငယ်တွေရောပြောပဲဥမမောင်တမန်ကလူငယ်တွေရောအားလုံးမြောက်ဘက်မှာနေပြီးပါကျွန်တော်တို့ဒီကနေရောလူစင်ထက်ပေးပါမယ်ဘုံဘုရားခဏလေးပါဗျာလူရှင်လူမာတွေနေရာမရောက်သေးလို့ပါဗျာဝတ်ငွေကမဲ့လူရှင်လူမာများရှင်လဲနောက်ဘက်ကတန်းစီပါဟယ်လိုအားနေနေတယ်ဆက်စရာတကယ်ကြောဆက်စရာတကယ် စော်ရီအောင်ပြီးပြီလားစော်ရီအောင် ခဏလေးနေပါဦးဖေဟာဒီမှာလူရှင်လူမှာတန်းစီလို့မရသေးဘူးဖေဟာဖေဟာပြင်တော့မလို့ပါဖေဟာလူရှင်လူမာတွေကိုနေရာမှာကျွန်တော်တို့အရှိစားဦးရဲလွင်ဒေါခင်ဝင်းခိုင်နေရာယူပေးပါခင်ဗျအရှိစားရဲ့နောက်ဘက်ကကိုရဲဆိုအောင်မသုစုခိုင်ကဒုတိယနေရာမှာနေရာယူပေးပါနောက်ကကြီးစင်ငယ်လာလေးနေရာယူထားပေးပါခင်ဗျယူသားပြီအဲ့ဒါကခဏလေးအဲ့ယူသားတဲ့ဘွဲကဘယ်ကိုသွားလဲဖေးမဟုတ်ခဏလေးအဲ့ဘွဲထမ်းသွားတဲ့ဘွဲခဏနေအောင်အဲ့ဒါကတရားဘွဲ အခုယူလာတဲ့ဘက်ယူနဝကမပြည်စည်းနဲ့အဲ့ဒီ ဟုတ်ကဲ့ဆင် ဆန်တို့စီတို့ကအဲ့ဒါအခုတရားဟောမဲ့ဆရာတော်အတွက်ဟေး အခုယူသွားတဲ့ဥစ္စာတရားဘွဲအတွက်နော်ဘေးလေးမှာသူ့ပုံထားပေးလိုက်ခဏလေးဘုံဘုရားရပါပြီဖေဟာ တရားဟောဓမ္မတိကဆရာတော်ဖြစ်တော်မူသောတောင်ကြီးမြို့
ရေဘူးဓမ္မဘာလာကျောင်းဆရာတော်ဥပညာနန္ဒအလူခံရန်ကြွတော်မူပါဗျာ ဟလောတခုမှမစင်နေဘူး ဆက်ပြန်တယ်ဆက်ပြန်မန္တလေးမြို့ကံသာယာကျောင်းဆရာတော်ဗျာအလူခံရန်ကြွတော်မူပါဗျာမန္တလေးမြို့ကံသာယာကျောင်းဆရာတော်ဗျာအလူခံရန်ကြွတော်မူပါဗျာ ဒီနေရာမှာတန်းစီတာကျွန်တော်လူနာမည်ကြည့်ပြီးတော့ခေါ်သွားမယ် မေထီလာမြို့ဥယျင်ကျောင်းဆရာတော်ဗျာအလူခံရန်ကြွတော်မူပါဗျာမေထီလာမြို့ဥယျင်ကျောင်းဆရာတော်ဗျာအလူခံရန်ကြွတော်မူပါဗျာ မေထီလာမြို့အလဲရွာကျောင်းဆရာတော်အလူခံရန်ကြွတော်မူပါဗျာ နားလေးနော်ခဏလေးကျွန်တော်ဒီကစင်မယ်လူကဒီကစင်မယ်နော်တော့ရောက်လိုက်ဟို ရမဲသင်းမြို့ဓမ္မအောင်လံကျောင်းဆရာတော်ဗျာအလူခံရန်ကြွတော်မူ ဘေးလူ ပါ မစင် ဗျာ နေကျွန်တော်စင်တော့လိုက် ဓမ္မအောင်လံကျောင်းဆရာတော်ဗျာနှစ်ပါးအလူခံရန်ကြွတော်မူပါဗျာ ရပုံမှန်လို့ရပုံမှန်ရပဲအထက်ပုံမှန်ရပါတယ်ဗျာမြို့တော့လိုက်မယ်နော်ခဏလေးမြို့တော့နော်အော်တော့အရောက်ပြီးလိုက်ရမြို့တော့ ကျော်ဝယ်မြို့မင်းလန်းတောင်ကျောင်းဆရာတော်ဗျာအလူခံရန်ကြွတော်မူပါဗျာ ကားပေါ်ကြောင်ရောက်အောင်ပို့နော်ចောင်းသားများကားပေါ်ကြောင်ရောက်အောင်ပို့ပေးပါ ကျော်ဝယ်မြို့ရှားတော်ဓမ္မရိပ်သာကျောင်းဆရာတော်ဗျာအလူခံရန်ကြွတော်မူပါဗျာ โอเคနော်မကြောက်ပါလားလို့နော်ဟုတ်နော်ညပဲလိုက်ចောင်းသားပါရကညရောက်လိုက်မယ် ပြင်ဦးလွင်မြို့သူဘောဓာယုံဓမ္မစင်သာကျောင်းဆရာတော်ဗျာအလူခံရန်ကြွတော်မူပါဗျာပါမောက္ခကျုပ်ဆရာတော်ဗျာရဲ့ကျောင်းမှာ မဆုတ်ကြလေကွာဆုတ်ကြတော့ဒါလက်ကြောင်းတော့ဘယ်မှာပုံရလာရင်းမလားโอเคတော့ ပြင်မနာမြို့ပြူတွင်းကျောင်းဆရာတော်ဗျာအလူခံရန်ကြွတော်မူပါဗျာ တောင်ငူမြို့တော်ဘူးကျောင်းဆရာတော်ဗျာအလူခံရန်ကြွတော်မူပါဗျာ မန္တလေးမြို့ဇောတိကာယုံတိန်ကျောင်းဆရာတော်ဥဒ္ဓမလူခံရန်ကြွတော်မူပါဗျာ မန္တလေးမြို့အာတောကာရာမတိုက်အရှင်ရာဇိဏဆရာတော်ရှင်သူမြတ်အလူခံရန်ကြွတော်မူပါဗျာမန္တလေးမြို့အာတောကာရာမတိုက်အရှင်ဝါယမိန်ဒရှင်သူမြတ်အရှင်ဗျာအလူခံရန်ကြွတော်မူပါဗျာ နားလေးကတော့လေးမင်းတို့ကလိုက်တော့လိုက်သုံးလိုက် မန္တလေးမြို့အာတောကာရာမတိုက်အရှင်မာဂိန္ဒအလူခံရန်ကြွတော်မူပါဗျာ ကျောင်းသားတွေကမန္တဘက်ကိုသွားလိုက်ကျောင်းသားတွေကမန္တဘက်ကနေလိုက်လာခဲ့လိုက်နော်ကိုဖုန်းကြီးနဲ့ကိုလိုက်လာခဲ့လိုက်ကျွန်တော်ကဒီကလိုလာထည့်ပေးမယ်ခင်ဗျားတို့သွား မန္တလေးမြို့အာတောကာရာမတိုက်ဥပညိန်ဒဆရာတော်ဗျာအလူခံရန်ကြွတော်မူပါဗျာ အမပြောနေရတယ် မန္တလေးမြို့အာတောကာရာမတိုက်ဥနန္ဒောဘာသအရှင်သူမြတ်အလူခံရန်ကြွတော်မူပါဗျာ မြင်းကြံမြို့ဥတ္တရာရာမကျောင်းဆရာတော်ဗျာအလူခံရန်ကြွတော်မူပါဗျာ
ဘာတော့လိုက်ရဗျာအမမမင်းနဲ့ရတယ်နောက်ကိုတော့နေလိုက်ဘာတော့ပြတယ်မှာဘာတော့ရတော့ဆက်ပြဗျာ ပေါင်းတယ်မြို့ဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာပေါင်းတယ်မြို့ဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာ ကျောင်းသားတွေကမန္တပကိုသွားနော်ကျောင်းသားတွေကမန္တပကိုသွားကိုဖုန်းနဲ့ကိုလိုက်လာခဲ့ တောင်ပီလာကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာတောင်ပီလာကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာ ဖုန်းတို့နောက်မှာပါတဲ့ကျောင်းသားတွေကမန္တပကနေပြီးတော့စင်ပြီးတော့လိုက်လာခဲ့ပါဒီနားလေးကမလိုက်ပါနဲ့ရတယ်ဝင်ရပြီးတော့သွားတာကျောင်းသားကြီးလားရ ကံပြားကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာကံပြားကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာ ရအောင်တာပေါ့နော် ကိုကိုကုန်းကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာအင်းတိုင်းသာကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာဥယျင်ကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာ ကျောင်းသားတွေကမန္တပကနေတခါလိုက်ခဲ့နော်ဖုန်းတွေ ဘုံတလုံးကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာလူကုန်းကျောင်းစိန်ဒါရာမဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာရွာတိကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာတင်မြိုင်ကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာဤသာယာကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာမန္တပကလိုက်ခဲ့ တောင်သာစီလေးကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာရေလေကွိတိကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာ မောင်ကျောင်းသားမန္တပကစောင်းကြလို့ကျောင်းသားတွေကဘုန်းကြီးကလိုက်ရှာနေရတာ စားတော်ကန္နာကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာချောင်းမကြီးကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာဓမ္မကုန်းကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာဝက်လက်ကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာရွာရန်ကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာရွာသာကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာထန်းတပင်ကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာညောင်းတဲ့ဘုရားသုံးစုကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာ ကျောင်းသားတွေကကိုယ်တန်ခါကိုမှတ်တာနော်ရအောင်ပို့ပေး ညောင်းတဲ့ရွာဦးကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာအောင်သိတိကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာမိုးကောင်းတောင်ကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာတပြေရိုးမြောက်ကျောင်းဆရာတော်ဘုရားအလူခံရန်ကြွတော်မူပါဗျာ
တပြေရိုးအရှိအကြောင်းဆရာတော်ဘုရားအလူခံကြွတော်မူပါဗျာ လော မင်းရွာကြောင်းဆရာတော်ဘုရားအလူခံကြွတော်မူပါဗျာ ရပါ လေတော်ကြောင်းဆရာတော်ဘုရားအလူခံကြွတော်မူပါဗျာဒီကုန်းကြောင်းဆရာတော်ဘုရားအလူခံကြွတော်မူပါဗျာညောင်းကွာကြောင်းဆရာတော်ဘုရားအလူခံကြွတော်မူပါဗျာជីနီကြောင်းဆရာတော်ဘုရားအလူခံကြွတော်မူပါဗျာជីနီကြောင်းဥသတိလဆရာတော်အရှင်သူမြတ်သုခံရကြွတော်မူပါဗျာជីနီကြောင်းဥပညာဝန္တဆရာတော်ရှင်သူမြတ်လူခံရကြွတော်မူပါဗျာမစိုးရင်ကြောင်းဆရာတော်ဘုရားလူခံကြွတော်မူပါဗျာမစိုးရင်ကြောင်းဥဝိသုဒ္ဓရှင်သူမြတ်လူခံရကြွတော်မူပါဗျာမစိုးရင်ကြောင်းဥဟာဒိဋ္ဌရှင်သူမြတ်လူခံရကြွတော်မူပါဗျာ ဟလောတို့ မင်းကိုအန်ကြောင်းဥမန္တလအလူခံရကြွတော်မူပါဗျာ တန်ဃာတော်နောက်ကပါလာတဲ့ကျောင်းသားများဘုန်းကြီးကရှေ့မှာရောက်နေတယ်တဲ့မစိုးရင်ကျောင်းပေါက်မှာသူ့ရဲ့ကျောင်းသားမတွေ့လို့တဲ့နော်ဒီကျောင်းမလည်းမသိ မင်းကိုအန်ရွာဦးကြောင်းဥသစ္စနာရှင်သူမြတ်လူခံရကြွတော်မူပါဗျာ မင်းကိုအန်ရွာဦးကြောင်းဥသောဗနာရှင်သူမြတ်အလူခံရကြွတော်မူပါဗျာ တို့မစိုးရင်ကျောင်းကိုမိသက်နှုတ်တက်တဲ့တရားဗျာမစိုးရင်ကျောင်းကိုမိသက်သွားလုပ်ပြီးပါအောင်ခင်ဗျရှေ့ကမစိုးရင်ကျောင်းကိုမိသက်သွားလုပ်ပြီးပါအောင်ခင်ဗျရှေ့ကဒီကြီးတရားသွားလုပ်ပြီးပါအောင်ခင်ဗျကျောင်းဝိုင်းထဲမှာမောင်းနေရမလို့ပါ
အဲ့တော့တန်ဃာတော်များရဲ့နောက်မှာကျောင်းသားလိုက်ပါကြသောညီငယ်များခင်ဗျာဆရာတော်ရှင်သူမြတ်များကိုမိတို့ကားပေါ်ထိမော်တော်ယာဉ်ပေါ်ထိရောက်အောင်ဆိုင်များကိုပို့ပေးဖို့ရန်အတွက်ဖြစ်ပါတယ်အမောင်ကျောင်းသားများခင်ဗျာကိုတန်ဃာနဲ့ကိုဘုန်းကြီးနဲ့ကိုလွဲနေပါမယ်တခြားမှတ်ပါရတယ်ကျွန်တော်ဒီကဆင်ပြပါမယ်ဖေဟာ လူရှင်များအမတ်တရဒီမှာလာရောက်ပြီးတော့အားပြလို့ရပါတယ် မြန်မာနိုင်ငံတော်ရဲ့မင်းသမီးကုန်လေလေပိုင်ရှင်လေသမားစီးရဲသာမကြံမီလူရဆန္ဒတိဝစီအောင်ပါစီကျွန်တော်များအဖွဲ့ကစေတနာမေတ္တာတွေဝိဒါမြခါချွေမြတ်ကြီးတိုင်းတစ်ပါးကျန်စီတိုင်းအောင်ပါစီစီးပွားရေးရဲ့ကြီးပွားရေးရဲ့သမီးသားရေးတွေအောင်ပါစီစီးပွားရေးရဲ့ကြီးပွားရေးရဲ့သမီးသားရေးတွေအောင်ပါစီစသူတော်မှာလူရန်တဲ့သူတွေအောင်ပါစီမင်္ဂလာရဲ့မြတ်လက်ထက်မဲ့သူတွေအောင်ပါစီစသူတော်မှာလူရန်တဲ့သူတွေအောင်ပါစီမင်္ဂလာရဲ့မြတ်လက်ထက်မဲ့သူတွေအောင်ပါစီရွှေရည်ချမ်းလောင်းလို့လေကောင်းမြတ်တဲ့စေတနာမေတ္တာဝေအခုလိုအခုတွေပြုသလိုပဲနောက်နောက်များမှလည်းစတဲ့တဖို့နှုတ်နိုင်တတ်နိုင်ကြပါစေစီးပွားတွေလည်းတိုးတက်ကြပါစေကျန်းမာကြပါစေဆန်းစားရအဆင်ပြေကြပါစေအောင်ပါစေစီရတူနဲ့ချွေတပြေနူးခဝေရွှေရည်ချမ်းလောင်းလို့တောင်းစုပန်းချွေကဘာမြေအမီပြုတဲ့လူလူအလုံးကျမ်းမာချမ်းသာစေအောင်ပါစေစီရတူနဲ့ချွေတပြေနူးခဝေရွှေရည်ချမ်းလောင်းလို့တောင်းစုပန်းချွေကဘာမြေအမီပြုတဲ့လူလူအလုံးကျမ်းမာချမ်းသာစေမြန်မာနိုင်ငံတော်ဝဲမင်းတတိကုန်တဲ့လေပိုင်ရှင်လေသမားစီရသာမကြံမီလူရဆန္ဒပြေဝစီအောင်ပါစေမြန်မာနိုင်ငံတော်ဝဲအော်မင်းတတိကုန်တဲ့လေပိုင်ရှင်လေသမားစီရသာမကြံမီလူရဆန္ဒပြေဝစီအောင်ပါစေကျွန်တော်များအဖွဲ့ကစေတနာမေတ္တာတွေဝေဖြာလက်ခါချွေမြန်ပြီးတိုင်းတစ်ပေါင်းချမ်းစီတိုင်းအောင်ပါစေဟေးစီးပွားရေးရဲ့ကြီးပွားရေးရဲ့သမီးသားရေးလေအောင်ပါစေစီးပွားရေးရဲ့ကြီးပွားရေးရဲ့သမီးသားရေးလေအောင်ပါစေစပူတဝမ်းမှာလူရမ်းမဲ့သူတွေအောင်ပါစေဟေးမင်္ဂလာရက်မြတ်လက်ထပ်မဲ့အောင်ပါစေဩစပူတဝမ်းမှာလူရမ်းမဲ့သူတွေအောင်ပါစေမင်္ဂလာရက်မြတ်လက်ထပ်မဲ့သူတွေအောင်ပါစေရွှေရည်ချမ်းလောင်းလို့လေကောင်းမြတ်တဲ့စေတနာမြတ်
ဝေပြမခါချွေမြတ်တိတိုင်းတစ်ပေါင်းကျန်စီတိုင်းအောင်မ